အပေါင်းတို့ခင်ဗျာကျွန်တော်တို့အခုလိုလူကံဖွင့်လျက်ခြင်းအကြောင်းရင်းရတော့မိုက်သေးရွာရဲ့ရွာဦးရွာထိပ်မှာတည်ထားကိုယ်ွယ်လေးရှိသောဘုရားပထိုးဇေဒီတော်များကိုအတိတ်တဖန်ပြန်လဲမောမှန်ရန်အတွက်ရွာတွေကနည်းများမစိုးကုသိုလ်တော်များပါဝင်လူရန်နိုင်ပါရန်နိဗ္ဗာန်အကျိုးမြော်ပြီးနှိုးဆော်အပ်ပါတယ်ရှင်ကြောင့်လို့ဗျာဒီနေ့မှတရင်ကြီးလာပြီမင်းသမီးနဲ့ရွှေသုံးတရီဆိုရောအကရောရုံချောလာလူတိုင်းချစ်နေပြီဒီနေ့မှတရင်ကြီးလာပြီမင်းသမီးနဲ့ရွှေသုံးတရီလူတိုင်းပွင့်လာလေအန်တိတ်တွေပြင်းနေနားထောင်ရတာအဲ့တောင်အဲ့လူကန်ထဲမလို့လားဟုတ်တယ်အလူကန်ထဲမလို့ဒါပေမဲ့ဒီအခွေကိုဖွင့်ပေးမှအလူကန်ထဲမယ်ဩဖွင့်ထဲမယ်ပေါ့ဟုတ်တယ်ကပ်လေဟမ်ဟုတ်ပြီလေဟိုဒီအခွေဖွင့်ပေးရင်ပတ်စံထဲမယ်ဒီလိုလားဟုတ်တယ်ဟုတ်ပါပြီအလူငွေထဲမယ်အဲ့ဆိုအလူငွေရင်းထဲလိုက်ဖွင့်ပေးမယ်ခဏနေပါဦးခင်ဗျားတို့ကအလူခန္ဓာအဲ့မြန်မာတချီးနေဆိုအဲ့တော့ပြေးပြီဘူးမှလာထဲမှာမဟုတ်ဘူးငါပူတယ်ဟုတ်ပါပြီရော့အချင်းနေနဲ့မှာအလူငွေအများကြီးရမှာဟုတ်တယ်နင်တို့ကြက်ကြောင်လုပ်ပေးမယ်အလူခန္ဓာထဲကိုဒီလူကန်ထဲလူကန်မှာ9တောင်ဟေးမရေးဖွင့်လိုက်တော့စိတ်ပြတ်သား Rock and rollဒါ rock and roll ချင်းလေကွာဒါနဲ့ဘာမှမအဆက်ဘူးဒါဖျားပွဲလူဖျားလူမဆိုင်ဘူးဟုတ်တယ်နော်ဖျားပွဲလူဆိုတော့မြန်မာသားချင်းလေးပါလေးဖွင့်မှာပေါ့ဟုတ်ကဲ့ဒီမှာမြန်မာပြည်သိန်းတန်းချင်းရှိတယ်အဲ့ဒါဖျားပွဲလူနဲ့လိုက်ဖက်တယ်ဒီချင်းလေးဖွင့်မှာဟုတ်ကဲ့ပါဖေဖေဟာသူများဖေဦးလာပြီခဏကြီးတော့လိုက်လို့ဖွင့်မုံလေးရလေအငယ်မြန်မာပြည်သိန်းတန်းကိုရက်ပြီမယ်ကျွန်တော်တော့နိုးပါရော့ကရော့မလုပ်ပါဘူးဒီတော့စိတ်ချောပါရော့ကရော့ကျွန်တော်ပြောမယ်ဒီနေ့ဆိုင်ကို rapper စီရဲ့ပွင့်တိုင်းရှင်းတာပွင့်တိုင်းရောအားလုံးယူသွားတယ်ရှင်းဖြစ်တော့သမီးဒီတိုင်းဆိုရင်မဖြစ်တော့ဘာလို့ပြောတာလဲဖေသမီးဒီတိုင်းဆိုရင်မြန်မာသားတွေကိုပြလိုက်မှာပဲသွားရှာရတော့မလို့ဖြစ်နေပြီရှာစရာမလိုပါဘူးဖေဖေကလည်းအိမ်မှာမှမြန်မာချင်းခွေပုံလို့ပြန်အောင်ရောင်းစားလို့ရဖေဖေပြောတာအဲ့ဒါမဟုတ်ဘူးသမီးမြန်မာဂီတကိုပြောတာမြန်မာဂီတမြန်မာတန်စင်တွေဘသူမှနားမထောင်ချင်တော့ဘူးဖေဖေရဲ့ဒီမှာအခုခေတ်ကလေအဲရောင်းခင်မိကြအဲ့မျိုးပဲကြည့်ချင်တာသူတို့ fashion အစမ်းနေတဲ့သချင်းတွေ aura hit တိုင်းအမျိုးတွေပဲသူတို့နားထောင်ကြည့်ကြဟုတ်တယ်မလားမြန်မာဂီတမူးလိုက်တော့တရေရုပ်တရေတန်နဲ့ပြုံးနေစမ်းပါနဲ့ဟဲဖေးပြောတာမှန်တယ်ရွာထဲမှာလေမြန်မာချင်းဆိုလို့တိတ်မရှိတော့ဖြစ်နေပြီမြန်မာတတော်ရှားနေပြီဟုတ်တယ်ဖေအဲ့ဒါဟုတ်တယ်ဒီရောရောဂါတွေပဲကြီးဆိုးရပဲတော့ပန်းနေ ready မြန်မာတန်လင်းလိုက်တော့မူးလိုက်တော့ဖူးလိုက်အောင်ပဲအိမ်လာဟေးကောင်မင်းလေးလိုက်တော့ဗျာဟုတ်တယ်တက်ခါတော့မင်းတို့ဆိုနေတာဒါတချင်းလား rock ပါပွဲရတယ်မင်းအခုဆိုနေတာအစီအနှစ်မရှိဘူးမြန်မာတချင်းဆိုတာအစီအနှစ်နဲ့ဆိုရတာကွာဟုတ်ထန်ဂရိုင်းကြကြဆိုရမှာမြန်မာစကားလုံးမှာတရဆိုတာရှိတယ်တရကိုပိုင်နိုင်စွာပြီးသားအောင်ဆိုနိုင်မှအဆင်ပြေလိမ့်မယ်ဥဆိုပြမယ်တရကိုဟုတ်ကဲ့အာ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 အီ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 ဥဥဥဥအေအဲအော်အော်အန်အာပြီးအောင်ဆိုမင်းဆိုကြအာအာအီအီဥဥမင်းအဲ့လို rock အတိုင်းနဲ့ဆိုလို့မရဘူးထန်ဂရိုင်းကြကြပြီးသားကိုဆိုရမှာသိလားဒါဟုတ်နေဟုတ်ကဲ့အဲ့ဟိုကျွန်တော်အိမ်ရန်တက်ရှင်လာလို့လေဘယ်လိုဖြစ်တာလဲဘယ်လိုဖြစ်တာလဲမရတော့ဘူးတော့မလာခဲ့ပဲပလီပလာပလဲကြဟေးအဲ့လိုဆိုရင်မင်းတို့နေအောင်ဆိုကြည့်စမ်းကဲတယောက်ဆိုလေအာအိုးအေးအိမ်မှာဘာဖြစ်လဲကိစ္စလေးရှိလို့ကိစ္စချက်ချင်းပေါ်လာတယ်ပြန်လာခဲ့မယ်ပလီပလာပလဲကြကဲမင်းဆိုအာပြီးအောင်ဆိုလောက်ကြမ်းစမ်းကြမ်းအီဘာဖြစ်တာဘာဖြစ်တာတော့ဘယ်နဲ့တခုရော့ဒီစတိုက်ရှုတာမရအိုင်ဟိုချက်ချင်းကောင်းမှုသွားတယ်ဘယ်လိုဖြစ်တာလဲကျေးဇူးပဲငါရမဲလို့မရတော့ဘူး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 
မလားနင်တော့ပြေဖို့တော့ပြေအော်ငါ့တယ်လို့လားအဲ့ဒါနင်ငါ့ပြန်လို့တယ်မလေးကြောက်တာအိုးငါလည်းပဲလို့ညာတော့အိုး အမေဘာဖြစ်နေရလဲ တာအမေကျွေးရတယ်စားပြီးတော့ဒီကောင်အမေတို့တော့ rock လို့မဟုတ်ဘူး rapper လို့អော်တယ်အဲ့လှုပ်စားဒီကောင်လို့ ဟုတ်တယ်မေကြီးဟုတ်တယ်မေကြီးဒါကတော့လုံးဝမဖြစ်နေ ချင်း ဘူး နိုင်မချင်းနိုင် ကိုကြီးနော် ဟိုငါ့ကိုကြီးလို့ခေါ်ပြန်ပြီလားငါဒီမှာခေါ်ရအကြောင်းမဟုတ်လူသားရအောင်ငါ့ကိုကြီးလို့မခေါ်နဲ့လို့ငါမှားထားတယ်လေငါ့အငယ်လို့ထင်နေကြတာကိုမျက်ခွက်လည်းကိုပြန်ကြည့်အောင် ကိုရလေကိုတကောင်ကြီးနဲ့မှကိုရအကြီးလေကိုရ ဒီကောင်ကြီးကကြီးပေမဲ့အပြင်မှာနှုတ်တယ် တော်တော့ဒီကိစ္စကိုရှင်းမရောလှုပ်သားလှုပ်စား မပူပါနဲ့မေကြီးအဲ့ဝမ်းမကိုကျွန်တော်လုံး လှုပ်လိုက်စမ်းလှုပ် နင်ကလေးဆောင်ဘာလုပ်မှာ ဟာကိုရလေဒီဝမ်းမကိုရော့ကာလို့ကျွန်တော်တင်မဲမယ်လို့ပြောတာ ဩမင်းကသိပြီးမှာအေးမင်းသိမင်းတော့ဖြစ်နိုင်တယ်အသားရောင်ချင်းအတူတူပဲလေ ဟုတ်တယ်နော်သား မတူပါဘူးဒီနေရာနဲ့ဒီနေရာကျွန်တော်တက်ပို့ဖြူတယ်ဗျ ဩရွက်ပြောနေတာတလိဆောင်တင်လို့ရမလား သားလေးအမေရန်တော့သားဖြစ်နေဒီကောင်ဘာလုပ်မလဲ ဒီကောင်ကရော့ကာရီနေတဲ့အိမ်မှာနေပြီးတော့ rapper စိတ်ပေါက်နေတာဆိုတော့ပေါ်လိုက် အမေတို့အပြီးတော့သားလေးဟုတ်ရနော် ထောက်ကလည်းပေါ်မယ် 哎，干嘛？你把老哪儿 ပူနေတာဟုတ်ပါဘူးစဉ်း 你 စားနေ 是给我笑的呗呢？ စဉ်းစားနေတာချစ်မကြီးကလေ 把你身上哪儿？ ဘာစဉ်းစားရမှာလဲချစ်မကြီးရဲ့အခုရွာတွေကလူတွေကလေသူတို့ရဲ့ဂီတကိုစိတ်ဝင်စားအောင်ဆိုပြီးတော့မဲဆွဲစည်းဝေးတွေလုပ်နေအဲ့တော့ကျွန်တော်လည်းကျွန်တော်ဟိုဂီတကိုစိတ်ဝင်စားအောင်ဘယ်လိုလုပ်မလဲအဲ့ဒါစဉ်းစားနေတာ လေးချက်မရလွယ်လွယ်လေးပါမြို့ပေါ် rapper အဖွဲ့ကိုခေါ်ပြီးတော့ရွာထဲမှာ show လုပ်လိုက်ရင်အားလုံးအေးစိတ်ဖြစ်သွားတယ် good idea right တခုတော့ရှိတယ်အားလုံးကမအိမ်မြန်မာတွေကြီးပဲနိုင်ငံခြားပြည်တစ်ခုမှမရှိဘူးအဲ့တော့ကျွန်တော်စဉ်းစားတာတစ်ခုတော့ရှိတယ်နိုင်ငံခြား rapper တွေကိုခေါ်ပြီးတော့ရွာမှာ show ဝဲလုပ်လိုက်ရင်အသမ်းမိုက်သွားပါအရောင်ကြိုက်သွားပါ 哎，老不老哇嘿，原来高丽的我那这太冷嘛不？ ဟိုမမမိမတပည့်ဂေါ်လီရက်မြို့လားချစ်မလဲ 高丽的路的我那这太冷路标啦。 ဩဂေါ်လီရွာတွေကဂေါ်လီအဖွဲ့တွေကိုကျွန်တော်တို့လည်းထည့်လိုက် ဟုတ်တယ် good idea ဗျာအဲ့ဒါဆိုရင်စီယုံမိသားလည်းဖြစ်လူစုမိသားလည်းဖြစ်ဒါမှကျန်တဲ့ဂီတတွေမရှိတော့ဘူးမြန်မာလည်းမရှိတော့ဘူး rock လည်းမရှိတော့ဘူးပန့်လည်းမရှိတော့ဘူးကျွန်တော်တို့ hip hop ကိုရှင်းတိုင်းမှာပေါ့ဒါပဲအဲ့တော့ come on baby 你看，把给他的细心细心，我都叫了穿他吧嘿。 ပါလေလူများဥတုတ်ကြုံပြန်ပြီးစိတ်ရိုက်တော့မယ်တော့ကွာဒါပြောပြီးပြီနော်လုံးဝနော်ပါ ကျွန်တော်လည်းသဘောမတူနော်ပြောတာပြလားချစ်မကြီးချစ်သားကလုံးဝသဘောမတူဘူး no 哎，我说原来咱这么路标啦吧 မ？လေးလုံးနေသားမနဲ့ချစ်မကြီးဟာချစ်မကြီးဘာဆိုလဲဆိုတာသိတယ်ဟာလေရွှေတုံတရီဖြစ်စင်နေရမလား 这是哪不？ သွားနာပြိုသွားနာပြို ဗျာရတော့မူပါဗျာမေမတော်စိုးကကြွလာပြီ လာပြီလာပြီရက်တော့ပါဗျာရက်တော့ပါဗျာမိတော်ရှာဆုံးပါဗျာအကုန်လောင်းလိုက်ပါမယ်ဗျာ အရှင်ဗျာဒီနေ့တော့စုံဖုံးပေးရင်တော့မိန်ပြီဗျာတပည့်တော်တို့လေရော့ကာဟင်းနေရွေးချက်ထားတာဗျာဘာလဲကွရော့ကာဟင်းဆိုတာ ။အော်ဒီလိုပါဖေရ။ဟိုအရှင်ပြားဖုံးပေးနေနေလေရော့ကာရီလိုမျိုးစူညံပေါက်ကွဲပွင့်ထွက်သွားစေမဲ့ဟင်းနေပါဖေရ။ဟင်းတစ်မျိုးကတော့ဟိုဆက်ပြဲလံငရုတ်သီးနိုင်ခြင်းနဲ့အာပြဲကြောက်ကြော်ပါဖေရ။နောက်တစ်မျိုးကတော့ဟိုငရုတ်ကောင်းနိုင်ခြင်းပရဲကိုနိုင်ခြင်းနဲ့အာဘူးရှာဘူးပါဖေရ။နောက်တစ်မျိုးကတော့ရခိုင်ငရုတ်သီးတောင်းပါဖေရ။ အဲ့တော့အသက်တွေများမှာတော့ဖုံးပေးနိုင်ပါအောင်မလားစိတ်ချင်းရတယ်ညီတို့ ဟဲ့ကပ္ပိယာကြီး ဟင် အဲ့လိုမပြောရဘူးလေကွယ်ယဟန်တန်ဃာတွေဆိုတာတက္ကကမတွေတရားကြည့်ပြီးလို့လောင်းတဲ့စွမ်းကိုမငင်းပယ်ကောင်းဘူးကွယ် မမဟိုမသိလို့ပါဖေရဟိုတပည့်တော်ကငရုတ်သီးကြိုက်တော့ဖုံဖုံထမင်းမယောင်လို့ပါဖေရနောက်တစ်ခါကျရင်ဆင်ញမမယ်ဖေရ အေးကွယ်ရပါတယ်ဟောတာတဲ့တလက်စာတဲ့တက္ကကမတွေကိုဖုံဆုံးမအောင်မယ်ကွယ်အခုတော့တရွာထဲနေတည်တဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းနဲ့မတက်အရှေ့ပိုင်းနဲ့အနောက်ပိုင်းနဲ့မတက်ပြီးတော့တအိမ်နဲ့တိမ်ကြီးတော့မတက်ကြဘူးဆိုတဲ့အခါကျတော့အင်မတန်မှစိတ်ဆင်းရဲစရာကောင်းတယ်ကွဟိုရှေ့အခါကဒိဋ္ဌိအရေးကြီးတွေလို့တော့တစ်ဖက်သက်တူစံအတ္တမကြည့်ကြနဲ့ပေါ့ကွယ် မှန်ပါဗျာ အခုတော့ဝိထာစားလိုက်လေကြည်စမ်းမအောင်ဟင်ဖူးရဖားရနဲ့ဟိုစပင်းတွေဆိုကြပွားရောင်းကိုခတ်နေတာပဲဟမ်
အဲ့တော့ဒီဒိုးဒိုးတန်းတန်းကော့ကော့ကန်ကပြောင်းဝင်းပြုတ်အန်းဆိုတဲ့တရုတ်ပြည့်အမှုပညာတွေကိုကျင့်သုံးနေကြမယ်ဆိုရင်တော့မြန်မာဆိုတာပျောက်သွားတော့မှာပဲကို ဘုံဘုံကမြန်မာတန်တက်တာလိုက်ပြောနေတာဟာ မျက်နှာမလိုက်ပါနဲ့ဖေ ဒီမှာဖေဟာ ဟောင်းမျက်နှာလိုက်ရမှာလေဟဲ့ တကားလုံးနဲ့ဆက်ပြီးစကားပြောရင်တော့ဖုံဖုံအာကုဆိုတော့များတော့မှာပဲအဲ့တော့ယူတာလဲထင်းထင်းတင်းတင်းယူကြပါကွယ်အဝီစီဂျိုးကအောင်ထီတော့မယူကြတယ်ပေါ့ကွယ် စွန်းကြိုင်နေစွန်းကြိုင်နေ မှတ်ထားနော်ပြောအမှတ်ထားနော် လေရှိဖြစ်ပြီ ဘုန်းကြီးပါလို့မပါလို့ မျက်နှာလိုက်တယ်နော် မင်းအဲ့ဒါဆိုတော့ကြွအောင် ဘယ်ချွတ်ရမှာလဲညနေငရဲကြီးအောင် အိမ်မှာချီတော့ချမ်း 都谁在做的那个那二楼是公鸡在变啦，每个多多呀那个楼还不停为我被欧姆啦。 ဒီနယ်မှာသတင်းကြီးလာပြီမင်းသမီးနဲ့ရွှေသုံးသတိအစိုးရအကရောရုပ်ချောသဘောညီလူတိုင်းချစ်နေပြီဒီနယ်မှာသတင်းကြီးလာပြီမင်းသမီးနဲ့ရွှေသုံးသတိလူတိုင်းနှုတ်ပြမနာတာရေပန်းစားနေပြီရ ရောဝဲနေပါပြိုင် ခွေးတော်မှာအိတ်လိုက်တော့ တော်လိုက်တော့ ရောမလို့ချင်ဘူးကွာဒီရောက်မှမြန်မာစံနေကျန်တဲ့လောက်နေတာလေကွာနိုးပါ အဲ့ဟိုဒိုးဒိုးတဲ့နဲ့နေရောအန်ဒိတ်တွေအကုန်ဒိုးလိုက်တော့တော့ပြန်ချီတတ်မယ်ဟုတ်တယ်ဟာပဲရမယ်ဒီမှာအငယ်အငယ်သမီးကိုချစ်ပြီမယ်အငယ်ကလောဝရှောင်းမပေးဘူး အဲ့ဒါလည်းမင်းကိုမင်းလည်းနိုးပါကွာ တောင်းဟောရင် အောင်ပါသူ့လည်းပြော no 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 ရောကွာမလားရောကကြီးနိုး အဲ့ချစ်ကော ကြည့်လေးပါလား မချစ်လေးပါလားလေ yes ပါဟာ ဘာလို့မဟုတ်လဲ yes ဆိုတော့မိမိရော no 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 အချစ်ရဲ့အချစ်ကိုခုလိုတွေ့လိုက်ရတာလေရွှေရုံလေးကောက်ရလိုက်သလိုပါပဲ ဟိုချစ်လဲလေကိုကိုကိုတွေ့ဖို့ဖះမှာစနေတော့မှာပန်းနေလှူလိုက်ရတာအမောပါပဲငကိုတို့ချစ်သမျှဆိုတာကိုသားတွေသမီးတွေနားမလည်နိုင်တာသိခက်တာပဲနော် ဟုတ်တာပေါ့အချစ်ရဲ့ကိုတုတ်လဲလေညတိုင်းသောက်ကတောင်တိုင်းကြီးကိုဖြတ်ကျော်နေလိုက်ရတာမောလာပါပြီခွဲ ချစ်ကလေကိုတုံးနဲ့ကပပြင်ဘက်မှာသွားပြီးနေချင်နေမိတယ် ဩကိုတုတ်ရဲ့ရွှေပုံစံမင်းသမီးလေးရဲ့ အချစ်မြတ်တရေးလိုင်းနဲ့ကိုတုံးရဲ့ဘဝကိုအေးမြစေချင်လိုက်တာ ဒီလားရင်ကိုတုတ်ရဲ့မြေတားရေးကနေအိတ်တိတ်လေးခိုးထွက်မသွားဘူးနော် တော့မှခုထွက်မသွားဘူးချစ်ကလေကိုနဲ့ရောက်တဲ့နိဗ္ဗာန်မှာအမြဲနေချင်တာ ဝမ်းသာလိုက်တာအချစ်ရဲ့ကိုယ့်ရဲ့ချီးစားလေးကိုလေတပားသူမနှမ်းစီခြင်းပါဘူးကွယ် ချစ်ကလေကိုသူဆိုသူမချစ်ခဲ့တာနော် ကိုတုတ်ကလည်းအချစ်ကိုတအားချစ်ပါတယ်ကွယ် လုံးလုံးလုံး အောင်မလေးစကားလုံးညာတူးကြွနေရနော်အသက်ရနေမလိုက်ဘူးဟိုပြောတဲ့စကားတွေကလည်းမြန်မာပြည်တိမ့်တယ်တချင်းကောင်းစင်လေးကြာနာပဲ ကိုတို့နောက်ဆက်တွေလာနေပြီသွားမယ် အဲ့နေသွားမယ်ဆိုရင်လေရှာရှင်သွားလိုက်ကိုတုတ်တော့ဖြုတ်တက်ထားခဲ့နော်ကိုတုတ် ထားခဲ့နိုင်ဘူးအဲ့လိုတော့မထားခဲ့နိုင်ဘူး ကိုတုတ် ကဲပြိုင်ပွဲစမယ်နော်
ဒီကနေတာထွက်မယ်ရွာထိတ်ကဘုံเจ้าမှာပန်းဝင်မယ်ပထမရတဲ့လူကဟော်ရီယာမိကောက်ကိုယူရမယ် ဘာကိစ္စနဲ့ကိုယူရမှာလဲ အရှုံးပေးတယ်ပြိုင်တော့ ယူမပြိုင်ဘူး ငါတို့လည်းမပြိုင်ဘူး။အော်နင်တို့ကလည်းဟာငါနောက်တာပါဟဲ့။နင်တို့ကလည်းငါအနောက်ခံနိုင်တော့နင်တို့ကအနောက်မခံကြဘူး နင်ကကြည့်ထားတာကို ။ဟောဖျောင်းမယ်။ဟုတ်ပါဘူး။ကဲလုံးငါပြောပြမယ်။နင်တို့ရှုံးတဲ့လူကဂရိတိုင်းမဲနော်။ဟိုဒီရွာကနေအပြီးပိုင်ထွက်သွားရမှာ ကြိုက်တယ်ဒါနဲ့ဂတိတော့တီကြပါစေနော် လေးပြူရဲ့တီတီအမွိုင်းခေါ်ကိုပြူငါတို့ကယောက်ျားကွာယောက်ျားကလေးတီတယ် ဒါပဲ ခုတော့ရှိရနော်ရွာထွက်သွားရုံနဲ့မဟုတ်ဘူးဟဲ့မင်းဒီဒီနဲ့လုံးဝမပတ်သက်ဘူးနော် အော်နားစမ်းပါမင်းကနိုင်မယ်ဆိုတာမသေးကြဘဲနဲ့စကားလာမနဲ့မင်းတို့ရှုံးရင်မင်းတို့ဒိုးရမှာရွေးရမှာလင့်ရမှာပြောက်ရမှာနားလဲဘူကီ ။ကဲတော်ပြီ။ကဲပြိုင်မစားမယ်။ Okay ။နေအယူ။တဲ့ 要。Ready ဟေးကျလာနော်မင်းကဘာဖြစ်လို့ဒါမျိုးတွေစော်ဩနေရတာဟဲ့ဒီရွာလုံးလွှမ်းမိုးသွားအောင်လို့ ဟဲ့ဒီရွာမှာမြန်မာလည်းတစ်ခုလည်းရှိတာမဟုတ်ငါတို့ရောကိုင်းများရှိရနော်လစ်လိုက်တော့အားလုံးရှင်း What's up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  ရှိဝတ်ရှုံပဲရှိတယ်ဟဲ့ဟေးဟာပဲမိုင်လိုခဲလာမဟုတ်ဘူးကြိုက်လိုခဲနေတာမိုင်လိုကျွမ်းနေတာဟာကြိုက်လိုကျွမ်းနေတာဟဲ့ကျွမ်းနေတာကျဲဆိုမင်းကငါတို့ပဲပါသေးတယ်နော်ပါပါလေငါ तू ရတယ်သူ့ရဲ့မြန်မာတန်ကိုအားပေးဖို့လိုက်ပြီးတော့စော်ဩနေတာကြာရင်ငါတို့ဂီတတွေမျိုးစုံသွားလိမ့်မယ်နော်အဲ့ဒါတက်နေချဲရဘာမနေချဲတာငါတဲ့ ချဲ့တာငါတို့ညီမတန်စီကမူးပိုက်မူးပိုက် အဲ့ဒါနေချဲကြလို့ချဲရအဲ့ဒါဘာဖြစ်လဲဘာဖြစ်လဲကောင်းနေမှုဘာဖြစ်လဲဟာရဲ့ဟဲ့ကမလေးနင်ဘသူဟင်အောင်ခိုးစားလာမကျမျက်လုံးမှာမဲနေတယ်အိုးမဲဟာဘာလဲ ဒီလိုပါစက်တယ်လေတော့မပိတ်ထားလိုက် မင်းညာဟောကဘရင် ဟာအသမဲ ဟာကျွန်တော်ပဲ ဟေ့မင်းဒီလိုလာတော့ကျွဲတယ်ဘသူကြောင်းမလဲလို့ ပတ်စက်လေးလူငါနဲ့စိတ်စားရော့ကာသွေးကိုဆိုင်းနေတာ อ๋อရောကာသွေးအမေကြီးနော်ရပ်ပါတော့လာမထိနဲ့ရပ်ပါတော့လာမထိနဲ့ ကားရ ဟောပြီးကြလာမရှောက်ရင်းနဲ့ရေရတော့ညှိတွဲပြီးတော့ရှောက်နေတယ်ပြီးတော့ကြီးတယ်ပြီးတော့ကြီးတယ်ပြီးတော့ကြီးွယ်ဘယ်လိုတော့ဘယ်လိုတော့ဒီတော့ ကိုကတောက်ရေကိုကတောက်ဟဲ့တို့တယောက်မှလည်းမတွေ့ပါလားဘယ်ဒီသွားကြလဲမသိဟဲ့ညီတို့ဒီရောက်နေတာကိုငါကိုတုတ်ပလိုက်ရှာနေတာ အဖေမရှိဘူးရွာရဲသွားတယ် ဟုတ်တယ်သူကပဲသူကဖုန်းကောင်ခေါ်ခိုင်းလိုက်လို့ ကဲပါလိုရင်းပြောပါဘာကိစ္စမို့လို့ခေါ်ခိုင်းတာတော့ တုတ်တုတ်ကရွာစော်ဗျမိန်းနာကဆရာတော်ဗျရရေးရွာကိစ္စများကိုခေါင်းရင်းဆိုင်ဖို့တိုင်ပင်ထားနေရာကဘုံကြီးကျောင်းအချိန်ခါကမွန်လွယ်တစ်စောင်းတပ်ပြီးရပုပ်ပုပ်လေးကပညာပါတယ်တီးပြီးမောင်ယိုခင်မောင်တယောက်ပဲသွားတယ် ဒီလိုကပဲလာမင်းနေတယ်အရေးတဲ့ လုတ်ပါဟဲ့လုတ်ပါခေါ်သွားကြမယ် ဟာဘလို့ကြီးပြောနေရလဲကျင်ညာမောင်းခတ်တာအဲ့လို rap အတန်နဲ့ပြောမှတော့ကွာမိပေါ့ သူကရပါပဲလေ rapper တွေကနောက်
မကြံခဲ့ပြီခင်းနောက်ကြနေပြီအခုခေတ်ကပန့်ခေတ်ပန့်ဘလို့လဲခုခေတ်မှာရှေ့ပြေးနေတာပန့်နော်ပန့်လို့ပြောရမယ် ဘယ်လိုကမှမကမှ နားထောင်ကြည့်လိုက်ဟာရှာဖုန်ကြောင်ဆရာခုံးတယ် ဟာမေးဒီပါခိုင်း မင်းသွားရအောင်တိလားအဲ့လိုပါတယ်နော်အဲ့လိုကြီးဟုတ်တယ်လုံးဝငြိမ်တာလေ ပြောနေတယ်မကောင်းမလား ငြိမ် အဲ့ဒါနဲ့လက်ပြီးတော့ပြိုးဟေးလို့ဘယ်လိုလုပ်ရမှာတော့ ရတာပေါ့ အခုလိုအားလုံးကိုခေါ်လိုက်ရတဲ့အကြောင်းရင်းကတော့ ရွာဖျားဝဲတင်မှာမလို့လားအရှင်ဖျားလေတပည့်တော်သိတော်မူပါလေဆရာ ဟဲ့သိပါလေလို့ပါကွယ် မှန်ပါ အကိုကြီးကျွန်တော်အဲ့လိုမမချဘူးလေပုံဆုံးနေဘယ်တော့လဲသိပါရဲ့ဗျာ တပည့်တော်ကမနေ့ရတယ်ဒီပါလုံးပြောနေထားတာဗျာအာပြဲဘာပြောရလဲတော့ပြောဟုတ်တယ်လေညီကငါရဲ့အိမ်ရှိပါအာပြဲနဲ့လာတော့တယ်နဲ့អော်တာ အလုံးတိတ်ကြတိမတိငါပြောတာကိုနားထောင်အတန်ထွက်လို့ကတော့ချိန်လုံးစာမိပဲမကြားလားကြားကြတယ်မဟုတ်လားဟဲ့ကြားကြတယ်မဟုတ်လားဘာလဲမင်းတို့ကငါ့ကိုမခံလေးစားလုပ်နေကြတာပေါ့ဟမ်ချိန်လုံးစာမိချင်းလို့လား မဟုတ်ဗျာဟိုဆရာတော်ကခဏမိတ်ထားလေဟိုအတန်ထွက်လို့ရှိရင်ကျင်းလုံးစာမိမယ်ဆိုဘယ်သူမှမပြောရကြတာပါဗျာ ဩဒါကြတော့နားထောင်တယ်ပေါ့ငါမင်းရင်ဖြစ်ကြားလားတင်ပါဗျာကဲအားလုံးဒီနေ့ရွာဦးစေတီဖျားဝကြီးကိုထူးထူးခြားခြားဖြစ်သွားအောင်မြို့ကိုတက်ပြီးဇက်ပွဲငားပေးမယ်ကွ ကောင်းပါလေဗျာ ဟုတ်ပါရဲ့ကတော့ဇက်ပွဲကြီးတော့မငားပါနဲ့တပည့်တော်မတို့ရွာသူရွာသားတွေလည်းဇက်ပွဲကြီးမကြည့်ချင်ပါဘူးပြေးလာပါတယ်ဖုန်းလည်းဟိုပတ်စံနေလည်းကုန်ပါတယ်ဗျာ တကမန်လေးကဘာကြည့်ချင်လို့တော့ကွ ဘာကိုမှမကြည့်ချင်ပါဘူးဗျာ အခုတော့ကြည့်ရမယ်ဘလို့ကြီးလဲကွ အမှန်တိုင်းပြောရမယ်ဆိုရင်တော့အားလုံးအတွက်ပြောပြရမယ်ဆိုရင်တော့ဗျာဟိုစရိတ်ရှိုးလေးတွေ့ရင်တော့ပေါ့ တေရှိုးသွင်းတာတော့ဟုတ်တယ်ကွဒါပေမဲ့အဆူတော်တွေငားရင်အင်မတန်ဈေးကြီးတာကွ ဟောစရာမလိုပါဘူးဖုန်းရေရွာမှာ တင်ပါဗျာအားလုံးမိတ်မြန်မာလေးကြီးပဲနိုင်ငံခြားပြည်တစ်ခုမှမပါဘူးဟိုတပည့်တော်လိုအစိုးရဝါသနာပါတဲ့ဟိုရာဇူကြသားတွေပဲစင်မော်တက်ဆိုပါမယ်ဗျာ တပည့်တော်တခုတော့ရှောက်တင်ပါရစေဖေ။ အေးရှောက်တယ်ကွ ရွာသူရွာသားတွေလည်းဆိုတာတော့ဆိုတာပေါ့ဖေ။သို့ပေမဲ့မြန်မာပြည်သိန်းတန်ကိုတော့ငားပေးတော်မူပါဗျာ အာမြန်မာပြည်သိန်းတာကိုတော့ကျွန်တော်ကနိုးပါဘာဖြစ်လို့လဲဆိုဈေးကြီးတယ်ဈေးကြီးတယ် ကဲငါပြောမယ်အဲ့တော့အများဆန္ဒအရာစတေရှိုးကိုကြိုက်တယ်ဆိုရင်စတေရှိုးပွဲကိုလုပ်ခွင့်ပေးမယ်အေးဒါပေမဲ့အဆူတော်တော့မငားဘူးပတ်စံလဲကုန်းနဲ့အဲ့တော့တကမတို့လည်းဆိုရနေတာပဲပိုးရှိပြီးသားပဲအဲ့တော့ကိုယ့်ဘက်ကိုဆိုပြီးတော့ကိုယ့်ဘက်ကိုစိတ်ရှိုးလုပ်ကြဟုတ်ပြီလားဘာပြဿနာမှတော့မတက်ကြသေးဘူးအေးပြဿနာဖြစ်လို့ရတော့ ဒီနေ့မှာသတင်းကြီးလာသည်မင်းသမီးလေးရွှေသုံးသတိအစိုးရအကာရောရုပ်ချောသဘောကြီးလူတိုင်းချစ်နေသည်ဟေးသမီးလေးသမီးဒါတချင်းလေးကျင်နေတာလား ဟုတ်တယ်ဖေ ဟောသမီးအတန်နဲ့ကျဲတယ် သမီးလည်းဒီမှာဆိုလို့မရအဖေဆိုတော့သမီးမှဒီမှာနောက်ဆုံးလာဖြစ်နေတယ်ဖေ အဖေလည်းအတန်လေးကျင်နေတာလေသမီးအဖေလည်းလေးကျင်လို့ရအောင်သမီးလည်းလေးကျင်လို့ရသမီးအတန်နဲ့တို့ ကျင်ပါလားဖေ အိမ်ထဲမှာ ဟုတ်ကဲ့သမီးဒီမှာကျင်မယ်လေ ဟောသမီးလေးရယ်သမီးကငယ်တဲ့လူဆိုတော့သမီးလေးအထဲသွားလိုက်ပါလားနော်အဖေဒီမှာဆိုပြီးကျင်မယ်လေ ဟောအဖေကလည်း သမီးလိမ့်ပါပါတယ်ကွယ် အဲ့ဆိုလည်းသမီးအဖေအတွက်အထဲမှာပဲသွားကျင်ပါတော့မယ်အဖေရယ်နော် ရှောင်းကြည့်ထဲတယ်လေရှောင်းကြည့်ထဲတယ် ဘာဖြစ်နေလဲတော့ဒီချစ်တလန်းအနေကိုမတက်ဘူးစီဒီထစ်နေသလိုပဲ ဟောငါတချင်းမင်းနေလို့ဟေးအဲ့ဒါအဲ့ရနေမထက်တာ ဩဟုတ်တယ်မေးရလေအဲ့ဒါချေတလန်းနဲ့ချေတစ်ဖက်ပဲအသုံးချနေတယ်မသိချီတပောင်ကျိုးစော့နေ ဟောငါမင်းနေလို့ကဆိုနေရလေ စင်ပေါ်မှာအမေနေလို့ရှင်ဒီလိုနေလို့မရဘူးမေရဲ့နော်မင်းနဲ့ဆက်ဆိုရတယ်ရတယ်စားတာ ဟဲ့မရပါဘူးဆိုဘလို့မင်းနဲ့ဆက်ဆိုရမ ဟော လဲ ဒီဆိုရတာယုံကြည်တဲ့တလန့်ချင်းတလန့်ချင်းသုံးလန့်ချင်းတလန့် ဟာကိုရလေ လာမြမီဒီကိုကြီးသူ့မျက်ခွက်နဲ့အသမင်း ဝေးအားနေလေဒီအသားရုံပဲထိကြိုက်နေတာပဲကျွန်တော်အသားမဲတယ်ဆိုတာအဖေနဲ့တူလို့ကျွန်တော်ကအဖေနဲ့တူလို့မင်းကိုတီလို့ဖြစ်နေတာကိုရအမေနဲ့တူလို့မုံလာဥလို့ဖြစ် တော်စမ်းပါဟဲ့ အမေတော်စမ်းမှလုံးမနေနဲ့တိုင်မွေးနီးနေပြီအဲ့အတွက်ကြောင့်အစိုးရပဲလေးကြည့်မနေနဲ့ဖက်ရှင်ရတယ်အဓိကကြတယ်နော်မေ တတ်မှန် ဟုတ်တယ်လာမယ့်ရွာဖျားဝဲကြရင်ရွာလူတွေအပြိုင်ဆိုင်နှွှဲကြမှာ
အဲ့တော့သားတို့ကလမ်းနေမှာဖြစ်မှာနော် မှန်တယ်မှန်တယ် ပြီးတော့ဟိုလူကြီးကလည်းရှိသေးတယ် ဘယ်လူကြီးလဲ မြန်မာပြည်သိန်းတန်ယူနေတဲ့လူကြီး အော်ငါတဲ့ကိုကိုတုတ် မေးမေးအဲ့လူနဲ့ဒါတော့မတူနော်အမေကအားနေအမဲသားပဲကြိုက်နေတာပဲအမေအဲ့လိုအမဲကြိုက်ပြီးအဖေကိုယူလို့ကျွန်တော်ဒီအခုလိုမဲသဲနေတာ အဖေကိုမစော်ကားနဲ့ငါကြတော့ဘာလို့ဖြူလဲ အမေနဲ့တူလို့ပြောတော့ကိုရတော့ ဟိုင်းကဲတော်ပြီငါကိုကိုတုတ်စီသွားလိုက်မယ်ဘာဒီဇိုင်နာမိကောက်စီသွားလိုက်မယ်နော် မရဘူးမိကောက်ဆိုပြီးတော့ကိုတုတ်စီရောက်သွားလိမ့်မယ်နော်အဲ့တော့နောက်နေ့မှာသားတို့အားလုံးနဲ့တူတူသွားမယ် rock and roll rock and roll ဘုံတော်မမီတိုင်းကြီး ကိုတုတ် ယူတော့ပါလားဘာလာလို့တာလဲပြီးတော့ ဒီမှာအင်ကြီးလာတာလေကိုကိုတုတ်ကော ကိုကတော့လည်းအင်ကြီးဒီဇိုင်းနာအပ်တာ တူတူပဲကိုကိုတုတ်ရဲ့ ပြနေကောင်းလား အော်နေကောင်းမတည့်ရနဲ့မတည့်ဘူးလားလို့ လူဆုံးလက်ဆုံး မုံလေးအရင်လာတယ်မုံလေးဟာသမီး ဒီဘာဒီဇိုင်းတွေဝတ်လာတာလဲ အိုးတပီးလားဟိုရုပ်ပြလာတာရွာတွေကလူတွေမှတ်မိမှာဆိုတော့ရုပ်ကြီးဖြတ်လာတာ အင်ကြီးဟာပြဲနဲ့ဒီလိုရုပ်ဖြစ်လာတယ်ဆိုတာဖေဘဝမှာတစ်ခါမှမကြုံဘူးဖေသက်မှာတစ်ခါမှမကြုံဘူး သမီးကလေဟိုရုပ်ဖြတ်ကြီးကပြက်မလားမပြက်ဘူးဆိုတော့မပြက် ပြိ ဘူး ပဒါလေးလာပြောမနေနဲ့ပြိပဒါလေးလာပြောမနေနဲ့အိုးဖေစိတ်ဆိုးတယ်ကွာဒီမှာကြီးကရုံးတုံးပြီးတော့လေမေတီလိုက်ရင်ဝခိုင်းလိုက်တော့ မလုပ်ပါနဲ့ဖေဖေရဲ့တောင်းမှမှာလေ လုပ်ပါမယ် ဒီဟာလေးလည်းလှပါလေဖေဖေရဲ့ကြည့်လို့ကောင်းပါလေ သူများဖေကိုလာပြီးတော့အသားယူနေတယ်ဒီတော့ဘာမှဆိုင်တာမဟုတ် ဒီဒီဇိုင်းတွေမိုးပါနေလို့ပြောတာအတန်နာမယ်ဟုတ်တယ်မရဘူးမေတီလိုက်ရင်ဝခိုင်းမယ် လာရဒီဇိုင်နာမကောက်လိုက် ရှင်တို့တွေပန်းကြံနဲ့အချုပ်ဆိုင်နဲ့မှားပြီးတော့များရောက်လာကြတာလားဟင် ဟိုကကစပါအေးလာအတာ အော်အေးအဖိုး ဟုတ်တယ် အချက်ကြီးအရမ်းများနေတော့ဟိုစောင့်ရမယ်နော် သူများကိုကြောင်သူများတို့ဆောက်ခိုင်းဆိုရင်ဘီဘီကိုတော့မဆောက်ခိုင်းနဲ့လေ ရှင်ကဘာဖြစ်လို့အမြန်လုံးနေတာလဲ ပွဲမှာတချင်းဆုံးမလားကျူတို့တာပြီးတော့ကလည်းအဲ့လိုချုပ်ပေးနော်ကျူတို့လည်းလေဖျားပွဲမှာချင်းဆုံးလို့မြန်မြန်လေးချုပ်ပေး โอ้ရှင်ကအဲ့လောက်ရင်လုံးနေအောင်ကောက်ကိုဘာများထင်နေကြလဲမသိဘူး ဆောက်ကိုမိမရှာလို့ထင်တာပေါ့ ဟုတ်တယ် မုံလေးပြောတာမှန်တယ်အချောက်ကိုမင်းမချလို့ပဲထင်တာပဲ ဘာလို့ခါလို့ကျမလောက်ထလိုက်ရရှစ်စိတ်ကိုပွင့်ထွက်သွားမှာ ရှင်တို့ကျမမဲမချလို့မပြောနဲ့ကျမမကြိုက်ဘူးကျမမဲမသားဆေးရှင် မိမသားအစ်ကလည်းရှင်းမှာဖောင်းကားတယ် ခမင်းစားအများလို့ပါရှင် များလည်းမချုပ်ဘူး ကြိုက်ပြော လိုက်ပါဆက်ရှုပ်လိုက်ပါဆက်ရှုပ်လိုက်ပါ ရှင်တို့ဘာဒီဇိုင်းချုပ်ပေးရမလားပြော ဦးတို့ညဒီဇိုင်းပြောမယ်ဦးကမြန်မာပြည်သိန်းတန် crazy မြန်မာပြည်သိန်းတန်ဝစ်တဲ့ဒီဇိုင်းတွေလိုချင်တယ်ဦးကိုချုပ်ပေးပါဦးကအကောင်းကြိုက်တယ် ရှင်ကတော်တော်အကောင်းကြိုက်တာပဲနော်ဟွန်း ကြိုက်တယ် မြန်မာပြည်သိန်းတယ်လေပိတ်စာတွေကိုနိုင်ငံခြားကနေမှာပြီးချုပ်တာရှင်ပိတ်စာတွေကိုနိုင်ငံခြားမှာပြီးချုပ်ရင်ဈေးကြည့်မယ်နော် ဟေးဦးကတော့ပိတ်စာတွေကိုနိုင်ငံခြားကမမနိုင်ဘူးမတက်နိုင်ဘူးမြန်မာပြည်သိန်းတန်ရဲ့ဒီဇိုင်းစင်စင်လေးရရင်တော်ပါပြီကျင်းတဲ့ ပြောလိုက်ပါလားဈေးတက်တာတော့ခလေးအနီးပိတ်နဲ့ချုပ်ပါ မင်းအဲ့လိုမပြောနဲ့ငါဖေဖေကိုမစော်ကားနဲ့ ပြောလိုက်တာဘာဖိဖိလဲရှင်ဝင်ပြီးအသားယူနေတော့ရှင်တော့ပွင့်တော့မလို့ကျမလှုပ်ထလိုက်ရ မလုပ်ပါနဲ့ ဘာလို့လုပ်နေတာတော့ဝစားရမပွားလို့ ဘာပြတ်ပါလဲရွာပြားဝဲချင်းဝဲဖို့အတွက်အဝေစားရှာနေတာတတဲမစစ်မပြေဘူးအားလုံးဒိတ်အောင်နေပြီ ဟုတ်တယ်ချစ်မကြီးဟာချစ်သားကတော့စိတ်ညစ်နေတာရှိပြီးသားဟာလည်းမွေးချင်ဘူးဒီဇိုင်နာမကောက်ရှိမှအဲ့လည်းဒီဇိုင်းနဲ့ထပ်နေပြီဘာလို့လုံးအောင်အပူနေတာညစ်နေတာ အဲ့ဒါကိုပူမနေပါနဲ့အမေတော်ဝင်စားစမ်းပါ မင်းကဘာလုပ်တယ်လို့လဲချုပ်မချုပ်တတ်တာဟိုတကဘောလီချုပ်တာရေစစ်ဖြစ်သွားတာပဲကြည်လေ ဟိုနေငါတိတ်ခါချခုကငါချုပ်မှာမဟုတ်ဘူးငါတငယ်ချင်းရန်ကုန်ကလာမှာသူကရန်ကုန်မှာပွဲစီစဉ်သူသူကအလုံးကိုတာဝန်ယူထားတယ်ပွဲလဲလုပ်ပေးမှာငါတို့ ပွဲစစ်စစ်ပြီးတယ်ဘာလို့လဲအမေတကယ်ကြီး ဒိတ်ဒိတ်ကျဲ What ဒိတ်ကြီးဒိတ်ကြီးအိုးဘသူတွေများလဲလို့ဆရာလေးတို့ပဲကြွပါဖေဟာ ဒီကဆရာလေးရမှာလေဆရာလေးမပါဘူးဟိုအကိုကြီးကိုမီးဆရာရှိလို့ ကိုကြီးတွေမင်းနဲ့ဘာတော်လေးရော တော့ကိုကြီးညီလေးတို့ညီကိုတွေချမ်းသာတော့မယ် ဘာဖြစ်လို့တော့ ကွာရမယ်တော့ဤစကားပြောတယ် ဟာမဟုတ်ပါဘူးကိုရင်မဲတော့မဟုတ်ပါဘူးပွဲစီစဉ်တဲ့သူ ဟင်ဖွေးစီစဉ်နေသူ ဟာတီးပြီဟိုကောင်မကြီးဟာဟိုကောင်မကြီး မင်းကလည်းမရိုင်းလိုက်လားလူကြီးများဟိုကောင်မကြီးဟိုဟာမကြီးပါ စင်
စမ်းပါ ဒီ ကို ကောင်ဟိုလေပါဇက်ဖျားလေးမိနေတာမျိုးအဆိုတော်ပွဲစီစဉ်သူနာမည်ကြီးဟိုဒေါ်ထိတ်ထိတ်ပြဲ အမလီထိတ်ထိတ်ပြဲမဟုတ်ပါဘူးဒိတ်ဒိတ်ကျဲပါ အော်ဒီကျဲလား ဟိုအကူကြီးတို့မေးစရာရှိလို့ဒီရွာမှာလေမချစ်စုရှိလား အော်မချစ်စုတော့မရှိဘူးအမကြီး3လုံးတော်တော့ရှိရယူမလား အော်တိတ်ပါပဲတရတီကိုမေးနေတာမဟုတ်ဘူးလူကိုမေးနေတာလေမချစ်စု rapper ချစ်စု အော်မချစ်စုနဲ့ခမန်းနဲ့ဘယ်လိုပတ်သက်လဲ တငယ်ချင်း ဟာဟိုညီလေးထင်တာမှန်တယ်တွေ့လား ဘာလို့ ပုတ်ပါမယ်တော်ကြီးနဲ့ကွာရမယ်တော်ကတငယ်ချင်းနေလေ အော်မဟုတ်ပါဘူးဘယ်ကကွင်ရင်မဲတော့မှာတော့သူများကိုကွင်ရင်မဲတော့တယ်ဟိုအဲ့ဒီကိုလမ်းညွန်ပေးလို့မရဘူးလားလို့ အော်ဒီလိုတော့ရှိရဟိုလမ်းညွန်ပေးရင်တော့ရတော့ရတယ်ဒါပေမဲ့လမ်းနည်းနည်းခက်တော့အမကြီးကိုအတော်ကြီးတို့သွားတတ်မှာမဟုတ်ဘူးအဲ့ဒါလိုက်ပြပေးမှရမှာ အမလီဒီရုပ်ဒီရည်နဲ့များသားတယ်အမလီဟိုအကူကြီးတို့လိုက်ပြပေးပါလားယင် အော်လိုက်ပြပေးပါမယ်အတော်ကြီးရဲ့ငဖဲရပဲပြောင်းပြန်ကဲတဲ့အဘဟုတ်ကဲ့ငါကြီးပဲခံနေရတယ် ထွက်ကုန်တော့မှာ ရှေးလမ်းကြလို့ရှိရင်ဘယ်ကွေ့ ရောက်တော့ပါလား ဘယ်ကွေ့ပြီးညာကွေ့မယ်နော်ညာကွေ့ပြီးဘယ်ပြန်ကွေ့ မရောက်သေးဘူးလား မင်းဝါပြီလား အဲ့ဒါဆိုဝါပြီ ဝါပြီဆိုရင်ရှေ့နားမှာရောက်ပြီ ဘာဝရလဲအေး ရပြီရောက်ပြီအဲ့မှာရလာ ရလိုက် ရောက်ပြီလားအဲ့ချစ်စရာရောက်ပြီပေါ့ ဒါဘလို့ကွင့် ဆွဲလိုက်ရောက်ဆွဲလိုက် အော် ရောက်ပြီနော်အဲ့ချစ်စရာရောက်ပြီကဲဖဲစစ်မ ရောက်ပြီ ရောက်ပြီလား ရောက်ပြီ ဟာချစ်စရာရောက်ပြီပေါ့ ချစ်စုရင်ရောက်တာမဟုတ်သားတို့အိမ်ကိုရောက်ပြီ ချစ်စရာလိုက်ပို့ပြပါဆိုမှအကိုကြီးတို့ကလည်းဘာဖြစ်လို့ဒီကိုခေါ်လာတာလဲ ဒီုံခေါ်လာမှာမဟုတ်ဘူးအတော်ရဲ့ဟိုဒါသားတို့ကလေကားမစီးဘူးလို့လိုက်စီးတာ အကိုကြီးတို့ညောက်ကလည်းချစ်စရာပို့ပြပါလို့ပြောနေ အဲ့ဒါလေတားလဲညွှန်မယ်ဖွာ မလီဘာအဖွားလေနင်းမျက်နှာနဲ့ငါမျက်နှာနင်းရုပ်ရည်နဲ့ငါရုပ်ရည်ကိုအဖွားပြင်ခေါ်လိုက်စမ်းပါမမလောက်ဆိုတော်သေးတယ် စိတ်မဆိုးပါနဲ့အတော်ရဲ့ မလီတော့ စတိုင်တအားမိုက်တယ်သိလားငါဆိုင်ဘိုက်ကိုအုတ်ထုတ်လုပ်ဝတ်ထားတာ ဟုတ်ဘူးတော့ taste style တယ်မှာတပည့်တိတ်တောင်ပါသေးတယ် အော်မဟုတ်ပါဘူးခိုင်အောင်လို့အသေးကိုမပြောနဲ့အသေးကိုပြင်မပြောနဲ့ကဲပါချစ်စရာကိုညှို့ညွှန်ပေးပါ ဒီကတက်ထွက်သွားလိုက်ဟိုဘက်ရောက်ညာကွေ့ ညာကွေ့ အဲ့ညာဒီဘက်တချိုးနားရောက်ရင်ညာတစ်ခါထပ်ကွေ့လိုက်ဒီနားလောက်ရောက်ရင်ညာတစ်ခါကွေ့လို့ရတယ် အသုံးကကွေ့ပဲ ဒီနားရောက်မှညာချိုးတက်လိုက် အော်ချစ်စရာရောက်ပြီပေါ့ ဒီအိမ်ပြန်ရောက် အော်သူကလည်းချစ်စရာရောက် လူကြီးကိုနောက်တိနောက်တော့နေအသက်ကကြီးနေပြီ ဘာတက်ကြရတယ် ဘယ်ချိုးကသွားမှာအတော်ရဲ့ဟိုဘယ်ချိုးကသွားမှာလမ်းစုံရောက်ဘယ်ကွေးလိုက်ဘယ်ကွေးပြီးရင်ဘယ်ထက်ကွေးဘယ်လေးကကွေးပြီးရင်ရောက်ပြီဗျာ ချစ်စရာလား မဟုတ်ဘူးဒီအိမ်ပဲ အော်တော့ပါပဲချစ်စရာကိုလည်းညမှာဆိုမှဒီကိုကြီးတွေကလေ အဲ့ဒါလေဘဲတစ်ခါညာတလဲကြာကြီးရေတော့လှေစည်းတို့ရိုးရိုးလို့ခေါ်တယ် အော်ဘာလို့ပြောလဲမသိဘူး တတိပြမလား ပြပါနဲ့တော့ကဲချစ်စရာကိုလည်းညမှာ ကဲကျွန်တော်ပြောပြမယ်ဟုတ်ဒီအိမ်ရဲ့3အိမ်ကျော်မှာခမည်းသွားခြင်းတဲ့လူရှိတယ်ဗျာ မလီအကူကြီးတို့ကလည်းဒါများစောစောရမပြောဘူး ဟေးစကားပြောနေကြပြောတတ်ပါလေဟိုကျွန်တော်မသိဘူးကျွန်တော်ဒူဘိုင်းကပါလာတယ်ဟုတ် လူပြောတတ်ဘူးတင်နေတာပြောတတ်တယ်နာမည်ဘယ်လိုခေါ်လဲထန်ကြီးလိုက်တယ်နော် ဒီပေါ်ကြီးနဲ့ထိုင်နေဟာ ဒီဆိုတော့ စတိုင်လဲမိုက်တယ်ကောင်းမှမလဲငါးစာရောင်းတဲ့ချင်းနေတင်လာ ဘုရားရှင်ရှာမျက်နှာချက်လေးတောင်စွဲတာလေ ဟုတ်တာဆက်ပြောနေဒီညောက်ကလည်းဘာမှမသိအကူကြီးတို့ကလည်းတော့ဘလူလေးမှလည်းမသိဘူးလေကြီးကြီးညိုက်တင်နေနော် ရပါတယ်အတော်ဟုတ်ကဲ့ ထိတ်ထိတ်ပြင်းနဲ့ထိုင်နေတော့ခါတယ်ဘလောက်ထားလဲလို့လက်ဘေးမှာတော့တော်ခတ်တာ
လေးငါ့ပြုတ်ထွက်ကုန်တော့မှာအမလေးငါ့ပြုတ်ထွက်ကုန်တော့မှာပဲ ဒီမှာတော့လိုက်တာဟဲ့ ဘယ်နဲ့ပိုးကုန်မှာမေ ဘာဗရန်နဲ့ဗရန်ကချက်ပေါင်းကိုပြောတာလား မဟုတ်ပါဘူးတန်ဖိုးကြီးပစ္စည်းတွေကိုပြောတာဘယ်ဆိုတာ လှလိုက်တာတော့ဒေါ်တိကျရဲ့လှလိုက်တာဟဲ့ အေးပါမလေးပြုတ်ထွက်ကုန်မှာခဏလေးမေးပြစငါမေးပြစဒီအိမ်ကချစ်စုတို့အိမ်လား ဘယ်ကချစ်စုလဲမဟုတ်အဲ့နာမည်လားမပြောနဲ့ဒီမှာမသိဘူးမရှိဘူးဟုတ်လည်းမဟုတ်ဘူး ဘလို့ဖြစ်သွားလဲရုပ်ကောတံချက်ချင်းပြောင်းလဲသွားလိုက်တာလမ်းညွှန်လိုက်တဲ့လူကလေဒီအိမ်ကိုချစ်စုတို့အိမ်နဲ့ မဟုတ်ပါဘူးလို့ပြောပြီးရှင်တို့ပြန်ကြတော့စကားပုံမပြောချင်ဘူး တော့ချက်ချင်းတော့ပြောင်းလဲသွားလိုက်တာ စတိုင်တွေကမိုက်လာရလားဟောဒါနဲ့ तू ကသားလားအမကြီး အော်ဒီစင်နဲ့ဒီစင်သားဖြစ်เสียလားဒီမှာဦးလေး ဗျာအမကြီးကကျုပ်ကိုဦးလေးလို့ခေါ်တယ် မလေးဒီမှာဦးလေးအမလေးကျမမျက်နှာများရှင်အမကြီးတော့ခေါ်လိုက်သေးတယ်ရှင်မျက်နှာနဲ့ကျမမျက်နှာရှင်ကြည်စမ်းပါအောင် သမီး तू ကဘာလုပ်လဲ ရှန်ကလာတာလေပွဲစီစဉ်နေသူ ပွဲစီစဉ်နေသူ ဟုတ်တယ် ဩရှစ်စီတွေသွားကြလို့လား ဟုတ်တယ် လိုက်ဖို့ပေးမယ်လေကြောင်လိုက်ဖို့ ဟဲ့အဖေမပို့ရပါဘူးမတော်ရပါဘူးအဖေ သမီးဧည့်သည်တွေလေဧည့်သည်တွေဆိုတော့ရှစ်စီတွေသွား ဟာအဖေဘာလို့ပို့ချင်တယ်ဆိုတော့သမီးသိပါတယ်အဲ့စင်တော့သမီးသိပြီးသားပါအဖေမတော်ရပါဘူး ဒီမှာကလေးမညလေးရုပ်ကလေးကလှလှပပလေးဘာဖြစ်လို့စိတ်ပေါ်ရလဲဖေးလုတ်တဲ့အတွက်လိုက်ပုံမဲ့ပြောတော့ညမလို့လိုက်မပေါ်ရ အမလေးဒီမှာအတော်ကြီးမသိတယ်အများကြီးပဲရှိတယ်နော်ဒီချောင်းလုံး မလေးအတော်ကြီးဒီမှာဦးလေးတစ်ခါပဲပြောမယ်မှတ်ထားလိုက်နော်ဒါကျမရဲ့တဲလေး ဟဲဖေအသေးလေးတဲ့တော့ ပြုတ်ကျင်းနေများကွာမတမ်းမရ ကိုကုသိုလ်နဲ့ကိုလေးတဲသွားမယ် မှတ်ထားတော့စီတိုင်စီမစီတာဖြစ်မယ် ဟဲကလာမင်းနေမို့အဆိုင်ထားတယ်လို့ပဲနော် မလီတဲကိုပြောရလိုက်တာတဲခေါ်တဲ့နေကြဟောလေချောက်ကလေးဒီကရပါအေးပါအချင်းအများကြီးရတယ်လားပွဲစီစဉ်တာဆိုငါပွဲစီစဉ်တာဆိုဟုတ်တယ်ခေါ်ပေးပါနော်အချင်းပွဲစီစဉ်ခေါ်မယ်အမလေးဖြည်းဖြည်းလုံးပါခေါ်ပါမယ်ဝဲရှင်ခေါ်ပါမယ်အေးကဲလွတ်ပါအောင်မလေးငါ brand တွေပုံကုန်တော့မှာပဲတဲ့ရဲ့ချစ်စုအင်ရှာတာခက်လိုက်တာနော် ဟုတ်ပါ တော်ချစ်စုပြောရလား ဟုတ်တယ်လေ ပြောရလေအာကျုပ်သိတယ်ဒီအောင်ကျုပ်မသိရဘာမှမရှိဘူးတဲ့တော်ကိုကြီးလက်တက်လေ အမလေးဘယ်လိုခေါ်လိုက်တော့တဲ့ရင်ဟာနမီးနှစ်ပါးကြွလာပြီ ချစ်စုပဲမှာနမင်းကြီးမဟုတ်ပါဘူး မလေးပြန်ရသမီးမလေးပြန်ရသမီး မဟုတ်ပါဘူးပွဲစီစဉ်နေတော့ပါ အမေရဲ့မလေးပြန်ရသမီးဘာလဲမလေးပြန်လာ ချစ်စုရဲ့နေရှာတာငါလည်းမူးနှောင်နေတာပဲသိလားအေး ပြန်ဝန်တာလိုက်တာ အေး မေတမမေသေးလားအိုးမေမေပြောတဲ့ဒိတ်ဒိတ်ကျဲအဲ့တော့သားနေမြင်မှုတယ်မှတ်နေတာတရေဖြစ်ပါရေးတရေ တော့ခေါ်ရန်ခေါ်လို့ တေလို့ပြောတာတေ ဟိုတားမိနေတယ်လားကြာဟလား ဒီကျမလည်းဒီစင်းနဲ့ဒီစင်းဆိုတော့မြူသွားတော့လို့ ဟောနုတယ်နော် မလေးမဟုတ်ဘူးဒါငါသေး နင်ကလည်းဆိုယောက်ျားငယ်လေးယူထားပေါ့ ဒါပေါ့ နင်ကိုမနဲ့ကလေးမျောနေတာ အေးငါတို့လည်းလမ်းမှာကားမင်းကပေါက်သေးတယ်နောက်ပြီးနင်တို့အိမ်ကိုလေလမ်းညွန်တဲ့လူကတခြားရင်ရောက်ညွန်လိုက်တယ်ငါတို့ကလေရှာလိုက်ရတာကိုလေမူးနှောက်နေတာပါဆုံး တေချာမေးလိုက်ပါဒီဘက်မှာခွေးတကောင်ပိတ်ကန်လိုက်ဂိန်နှမ်းမြာနဲ့ rapper ကြက်မတို့အိမ်ဘယ်လဲဆိုအကုန်လုံးသိတယ် rapper ဇေယျဆိုအကုန်လုံးသိတယ်ဟိုဖျားဝက်နီးနေနော်ကျွန်တော်တို့ရေးလဲ shiny ဘန်းလေးတော့မှာတန်ခွက်လေးနဲ့ဆိုင်ကြ မပူနဲ့မင်းတို့စင်မအကုန်လုံးဝယ်လာခဲ့တဲ့ဝစ်ဆိုင်ရဲ့ Yes thank you အဲ့ဒီလားcome on It's
မဖယ်ပဲနဲ့ဘာလဲနင်တို့လမ်းပိတ်အောင်လူမိုက်တယ်လား အေးလေလူမိုက်တွေမဟုတ်ဘူး rapper တွေ yeah မင်းတို့ချစ်နေတဲ့ rapper စေရဲ့ ရုံးတာနင်တို့ကောင်းမျိုးပြန်ချစ်မယ်လို့ဘယ်သူကပြောလဲ ဟဲ့အမတရားလို့ရှိမှရစစကားပြောစရာလားဟဲ့ ပြောတော့ဘာဖြစ်လဲကိုလည်းပြောမှာပဲလေ1 by 1 yeah ဘာဝမ်းမဝမ်းနဲ့ဖနောက်တန်စုနေဒီဇိုင်းနေမကြိုက်ဘူးတော့ခုံစားခုံစားနေ သဘောမတူနိုင်ဘူးလစ်လိုက်တော့2ယောက်စလုံးတော်တော့ ဆိုရင်လည်းကောင်းမှာ ဘာသာကထွက်တော့ဒီချာပဲမြင် ဘူးဟာ လစ်လိုက်တော့ ပြပါပြပါ ညောင်ကြီးကမင်းမနေကြနဲ့တွားကြရင် ဟိုမြို့ချစ်တဲ့ကြောင်တွေကိုပွင့်ပြောပြီးတော့ ဟုတ်တယ်ကောင်းပါလေပြောတာမှန်တယ်မင်းတို့လိမ့်လိုက်တော့ လေးလူရတောက်တို့မင်းကဖြူမဲညီတော့ပါလား ဝစ်ထားတဲ့ဒီဇိုင်းကိုလည်းကြည့်အောင်လေနိုင်ငံခြားနွားကြောင်သားယုံနေ ဟုတ်တယ်အဲ့ဒီနွားကြောင်သားနောက်ချီးပုံပြောင်းလို့လိုက်ရှာနေတာမင်းကောင်းမှာအပေါက်လိုက်ကြီး ကျုပ်တို့လာရှက်လိုက်ပါဦးလားလာ လိုက်လိုက်ချိုးလိုက်ရဖွာဖွာ တော့ကြပါတော့ဘယ်စင်လို့ပါဟဲ့ရက်ကြပါ ရုံးလိုက်တာတော်ကြ ရက်ကြပါဟဲ့ ထိုးလိုက်မင်းတို့ထိုးလိုက်တော့ မင်းတို့လိမ့်လိုက်တော့ မင်းတို့ရွှေ့လိုက်တော့ မင်းတို့ရွှေ့လိုက်တော့ ပြောင်းလိုက်တော့ မင်းတို့ညောင်းလိုက်တော့ မူလိုက်တော့ပြန်တော့မူလိုက်တော့ကွာ ဟဲ့မင်းနဲ့ရဆက်လိုက်ပါလား မင်းကန်တော့ကုန်လိုက်လေ ဟာမင်းခဏတော့အိပ်ပြောလိုက်တော့ လာရှင်မြမဲခိုင်းယူလိုက်တော့ တော်ကြပါတော့ဘလို့ဖြစ်လာတော့ဘာသာရေးတွေပါလာပြီတော်ကြ2ယောက်စလုံးလက်ကြတော့နှစ်ဖွဲ့လုံးလက်ကြတော့ တော့ကြလက်ကြ မင်းတို့လက်ရမှာ အော်မင်းတို့လက်ရမှာကောင်မလေးနဲ့ငါတို့နဲ့အပေးယူတဲ့တယ် ဟာလေနွားဝယ်ဖို့လား နွားဝဲလို့မရအဲ့ဒါကျွဲနော် ပါလေဒီတော့ချောင်းနေဘာလို့တက်လာလဲဟဲ့ဒီတစ်ချောင်းတက်လာတော့ကျွဲတော့ပြောခံပြီပါ Rock and roll ဟာငါတို့သရွေးနဲ့တွေ့လေ လာတပ်လိုက်ညီမသူတို့နှစ်ဖွဲ့သေဝါမှာလေ run နဲ့ rap နဲ့သေဝါမှာညီမတို့ပတ်နေရွာမှာ အော်မြမသားကြီးဆုံးမငါအဖေကလည်းဆုံးမလေမြမသားကြီးဆုံးမလားမြမသားမဆုံးမြမသားကြီးဆုံးမမင်းဆုံးမြမသားမလို့မြမသားကြီးဆုံးမမသားကြီးဆုံးမဒီနေ့ပါလေချလို့လာပြနေလေအချလို့လာပြ ကဲပါမြန်မာသန်းတရားနဲ့ဖြေလိုက်ပါဘုဘကကျွဲမလေးကြိုက်တဲ့နေရာသွားစားသွား ချကုန်ချ No မဖြစ်တယ်ဘူးလုံးဝမဖြစ်တယ်ဘူးငါသားရင်ငါမောင်နေဖြစ်ပြီးရော့ကာတွေကိုရှုပ်ခဲ့ရတယ်လို့ No မရှုံးပါဘူးချစ်မရဲ့စစ်သားငယ်တော့ရေးလက်အပြက်ပြန်တီးလိုက်တာဗော လေးချက် အေး ဒီကကျွန်တော်တို့တရှိရေးဒီကောင်းလေးနဲ့ပဲပေါင်ထိတ်ပလိုက် လောက်ပလိုက်ဖဲပလိုက်ဆွဲပလိုက် ရေးတာနောက်မှထားပါအောင်မျက်နှာမှာလည်းဒဏ်ရာကြီးနဲ့ညီရဲလို့ပွဲကနေလုံးလုံးမှာတော့ အဲ့တော်မပူစမ်းမှလည်းချစ်ရဲ့သူတို့တယောက်ကိုတက်ကင်ပေးလိုက်မယ် ဒီဗျာ တိတ်သူတို့တယောက်ကိုကင်ပေးလိုက်မယ်လို့ အော်မမတိတ်ကကင်လိုက်မယ်ဘယ်ကိုကင်မလဲ အော်မိတ်ကလိမ့်ပြီးမယ်ပြောတာမြို့မှာဆိုရင်လေမိတ်ကလိမ့်တယ်လို့မပြောမိတ်ကကင်တယ်လို့ပြောတာမိတ်ကကင်ပေးလိုက်မယ် ဟလာအဲ့ဒါကင်ဖဖလေးကင်နော်ကျွန်တော်ရောလေးကင်ပေးနော်အနာရှိလို့ ကျွန်တော်လည်းကင်လို့ရတယ် ကင်လို့ရပြီမမတိတ်ကကင်လို့ရပြီ တို့တို့ညီမဘူး ဟိုအေးဗောမင်းကဘူးလို့လေဘဲကင်နေနော် ဟဲ့ငါ့ကိုလည်းကင်ပေးအောင်လေ ကိုကူလင်းတဲ့ရတာနဲ့ကိုကူလင်းလိုက်တော့နော်ဟိုဒိတ်ကလေးသူတို့နဲ့ကိုကင်ကြာမှာ ကြာကြီးကင်ပါလေဘာဘလို့ မမနှစ်ယောက်စာမိတ်ကလင်းရမယ်ဆိုတော့အချိန်ကြီးအကြာကြီးပေးရမယ်လို့ပြောတာ ဟုတ်တယ် ပါ နှစ်ယောက်တယောက်ဆိုတော့ကြာတာဗောမိတ်ကဆရာတယောက်တည်းလင်းမလို့နှစ်ယောက်တော့ဖြစ်နေတော့ကြာပါ နေအောင်တချင်းလေးလေးကျင်ကြအောင်လေဖက်ရှင်အရေးကြီးတယ်ဆိုပေမဲ့တချင်းကောင်းမဆိုတတ်ရင်ဝမ်းမှာ ဩအဲ့တော့ဘာမှမနဲ့ချစ်မရဲ့ဟိုချစ်သားငယ်လေးတွေကလေဒီရောမှာရပါတော့အတော်ဆုံးရပါလေငါမျိုးစောင်းကြည့်လိုက် ရပါစေရပါရကိုင်လောက်ကတော့အတားလေးပဲသူတို့လာတော့ဟာပဲရ ငါတားငယ်လေးရဲ့မျက်နှာကိုကြည့်ရညုံမဲဆွဲနေတာပဲတနာပါတယ် မင်းရလေတောင်းမျက်နှာငကိုရမန်းနေတဲ့ဥစ္စာနော်ကိုကြီးနော် လာတဲ့ပြီကိုကြီးကဒီမှာဟိုမှာအညိုမဲမစွဲပဲငါလုံးမအစွဲသွားမယ်နော်ဒီမှာမေးလာမဲ့ရွာဖျားပွဲကြရင်စောင့်ကြည့်လိုက်နော်ဒီကောင်တွေအားလုံးနဲ့ကျွန်တော်အပြတ်အသတ်ကိုတာနေစေရမယ် ကောဖြူနည်းနည်းလေးရှော့လိုက်နည်းနည်းလေးရှော့ ဘာဖြစ်လို့လဲမင်း ငါနေရဲ့မင်းနေငါအသာဆုံးပြပါနည်းနည်းပဲသားပါလိရှော့လိုက်အေးလဲ Happy birthday rock and roll ဒီမားနေ everybody rock and roll သူပြောတဲ့ rock and roll
နယ်မှာသတင်းကြီးလာပြီမင်းသမီးလေးရွှေသုံးသတိအစိုးရအကရောရုပ်ချောသဘောညီလူတိုင်းချစ်နေပြီဒီနယ်မှာသတင်းကြီးလာပြီမင်းသမီးလေးရွှေသုံးသတိလူတိုင်းနှုတ်ပြမနာတာဒီပန်းစားနေပြီတရာနည်းညာချစ်နှုတ်ခံတယ်သမင်မျက်လုံးရှုမဲ့မဆုံးကြီးအမေယာကိန်းလေးမကြည့်တမ်းဘူးသူမြတ်တဲ့စုတွေအညီပဲရှိစုတောင်းပဲအကြောင်းငယ်ဖန်သေးDo say take on the best girl all on she gon' be say be la we go to ya na go I put chain we go be on la in the dance so say go no show way drop in la go back can see we la is silver. Take color, just be love. Take the pure. I fall, I battle. Take the pure. Spobana, Jibana. Take the pure. We will not totally love. Take the pure. Rock and roll, you go. Take la sunya, put the name. So not that Kabago Pemet Chado Yaka Joe Tare Edgita Gina the Chado Yaka Joe Tare Tabi the Kaba Rock and Roll Yigawake on that top present Kaba Rock and Roll Suzanya Neko Care Wow Yoga the Kugole a choose up in the Jim the ball when dancing down and door get dancing at the child Yaloma, Kaunja, Come on, yeah, Jalo, come on, yeah. Good. Oh, most of the Jalo, come on. Listen, Penelia. Listen, it ain't Jimpari, and now Piabo, Takama, Tilo, Mapipu, a cook, Minuta, Kulopia, Hallelujah. Timapia, if you don't know about here. What do you? Sassy can do up here. Oh, my God, see all the videos out of here. Hey, who do you know? Who do you know? She do something for me. Oh, she do it when not damage Johnny. May would have a Mia, Nabaya, 20 Hello, Nenny, Mino Aloma, a PC. A PC to it, Mino teacher at that. Jane, Mea. I don't Mino Parema, a Chino Pite. The guy. Time of Palestine. Time of Palestine. Ai nam yaiပြန်တယ်ဗျာ ဒီနားမရိုက် ဒီနားမရိုက်ပါ ဒီနားမှာမဖြစ်လို့ အနာရှိလို့ပါဗျာ အနာရှိလို့ဒီနားမှာအနာရှိ အနာရှိလို့ပါဗျာ ဒါဆိုရင်ဒီနားရိုက် ဒီနားလည်းအနာရှိလို့ပါဗျာ ဟောဗျာဒါဆိုဟိုဘက်ရော အနာပူကြည့်ပါတယ်ဗျာအဲ့နာမရိုက်ပါနဲ့ ဒါဆိုငါဘယ်နားရိုက်ရ ဘယ်နာမှမရိုက်ပါနဲ့ ဟောဒါငါတက်တဲ့ကတိဒါတော့တရားတိုက်ဖက်ဆန်းတင်ပါဗျာဒီအခုတည်းဒီခုကြီးကကိုင်းနေလို့မလားဟဲ့တော့တာမရှိတမင်းစားလို့မရအောင်ဗျာဩဒီလိုလားအဲ့လိုဆိုလည်းအပြစ်ပေးရသေးတာကွယ်ကဲရေရမအောင်မလေးငါလို့အော်တာတော့မြမလန်လို့အော်နေတာဟာကျူပေးနေတာပေါ့လေဟင်ဟုတ်ပါအေးတော့ဘုံတော့ပြန်လာမလို့ဖြစ်နေပြီဟဲ့ဟုတ်လားဟုတ်ကဲနောက်တရားတိုင်းကစားတိုင်းနောက်တရားနိုင်ရောလားတိုင်းတပည့်တော်ဆောင်းတော့အမေပါရိုက်ခံမှာပေါ့နော်ဒါပေါ့အမေရဲ့ငါကြောက်နေလို့ပေါ့မယ်ဘယ်လိုလုပ်ရမှာတော့ဟင်မူလဲကြုံဆောင်လိုက်ပါမင်းကောင်ဒီလိုလို့အမေမူလဲကြုံဆောင်ဘယ်လိုမူလဲပါလဲငါမူလဲတဲ့ကိုဒီလိုဒီလိုဒီဝါလာလေးဒီလိုချင်းရှင်ဆိုမူလဲတာကဲမူလဲပြလိုက်ပါလားဒိတ်မူလဲလို့ဖြစ်ပါမလဲဒိတ်မူလဲလိုက်တဲလေးနဲ့ဘာညာဘာညာထင်သွားမှာဟုတ်တယ်တော်တော်ဘာညာဘာညာတော့မူလဲတာမဟုတ်ဘူးအဲ့ဆိုမင်းသာမူလဲလိုက်တော့ခဏနေခဏနေတယောက်တည်းမူလဲလို့ရှိရင်ကျန်တဲ့လူတွေအရိုက်ခံရမှာအဲ့တော့အားလုံးမူလဲလိုက်အေးအမလေးမူလိုက်
အားလုံးအဲ့ဒါဘာဖြစ်တာလို့မူရပါဗျာ ဒါရတာလဲမောတယ်ဒီဘက်မှာနေရတာလဲပျော်တယ်ချစ်ရဲ့ကိုရန်ကုန်မြောင်းမယ် ကနေနှလိုက်နဲ့ အော်မဟုတ်ပါဘူးမောင်လေးကလည်းမနေ့ပြန်ကပြန်မယ်လို့ပြောတာ ဩမသိပါဘူးဒီဝက်ဆိုင်နဲ့ဆိုခွေးလိုက်ဆွဲမှာ ခွေးကဆွဲစရာလားမိုက်ပြီးသားဟောင်းနော် တော့နေတော့မှာလေ လဲဆောက်လာပါ နေရာလဲချက်ချင်းပြန်တော့မှာလားကြိုင်းနေပါအောင် ခဏပဲပြန်လာမယ်ဘာဖြစ်လို့လဲဆိုတော့ဒီရွာမှာကအစိုးရဖြစ်ချင်တဲ့သူတွေအများကြီးရှိရလေအဲ့တော့ရန်ကုန်ကအစိုးရတွေပွဲစီစဉ်တဲ့လူတွေတိုင်ပင်ပြီးတော့မိုက်ခဲရွာအိုက်တော့ဒီမှာကျင်းပပေးမယ်လေအိုက်တော့ အန်ကေကတော့နိုးပါဆိုတဲ့မြန်မာအဲ့တော့ပုံစံမျိုးကြီးပေါ့ ဟေးရပါချက်မတော့လေကြိုင်လက်ကဲကြိုင်လက်ကဲကြိုက်ဆွဲမယ် မိုက်ခဲပဲ မိုက်ခဲမယ် ချက်လုံးလားနိုးလုံးလား ဖန်လေဒီကြိုက်တာပြော ထိုင်ကြလေမမဟောဘယ်နဲ့ကြောင့်မယိုးရွာတွေဖြစ်နေရအောင်ထိုင်လေ ညီမလေးရဲ့ဆရာတော်ဘုရားဆုံးမလိုက်တာနားလိုက်တာဟဲ့ ချိန်လုံးနဲ့ဆိုလိုက်တာနားရပါ တမီးရေဒီဆရာတော်ရဲ့လက်တံတကယ်ပြောင်းတာပဲ rap နဲ့ rocker နှစ်ခုပေါင်းဆက်ရောထားတယ်လို့ပဲရိုက်ချက်ကတော့ heavy metal ပါ တကယ်နာလား မဖြစ်သေးပါဘူးဖေဆရာတော်ဘုရားကိုမိုးနိုရိုက်နီးလေးတင်ပေးဦးမှဖြစ်မှာပါ ဘုံတို့ရိုက်နေတင်ပေးရမယ်တင်ပေးရမယ် မတင်မေးခင်လေဖေဖေတို့ချိန်လုံးနဲ့ထပ်ဆော်มาဖေဖေတို့မတ်တက်ကြီးအိတ်နေရမယ်တောင်း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  တမီးရေချိန်လုံးတန်မကြားချင်တော့ပါဘူးချိန်လုံးတန်ကြားလို့ရှိရင်ပြင်မကပိုးပိုနာလာလို့ပါ ဖေဟိုနားပါတယ်ငါဖေတော်နားနေရှာစေးလိမ့်လိုက်အောင်နော်တမီးလဲဝိုင်းကူလိမ့်ပြီးလို့မရအောင်ကွက်ကိုလိမ့်လိုက်အောင်ဟိုမှလည်းလဲအောင်ကူလိမ့်ပေးမယ် အေးပါဟဲ့ နော် ဒါနဲ့ဖေဖေရွာတောင်ဘက်ခဏသွားလိုက်ပါအောင်မယ် ရွာတောင်ပဲ ရွာတောင်ဘက်လေ အေးပေါ့အဲ့လေကိုသွားမှာလားဖေ ဟုတ်လား ဩဒေါ်ချစ်စုအိမ်ရှိရတော့ခဏဖြတ်မှာပေါ့တမီးရေ ဖေဖေကလည်းဖြတ်ပြီးဆိုမှတွေ့ပြီပေါ့မတော်ရပါဘူး မသွားပါနဲ့ဖေ တော့ပါနဲ့အဲ့ဖွားကြီးနဲ့တော့တွေ့မှာမလား တမီးတို့ရေဒီလိုလုပ်မယ်ကွယ်ဒေါ်ချစ်စုအိမ်ရှိရမဖြတ်ဘူးအိမ်နောက်ဖေးကနေဖြတ်သွားမယ် မလုံးပါနဲ့အဲ့ဖွားကြီးနဲ့တော့မတွေ့ဆောင်ပါနဲ့ဖေဖေ မတွေ့ပါနဲ့ဖေ ဖေဖေခိုင်အပရိမလာပြောအဲ့ဖွားကြီးနဲ့တော့တွေ့မှာဟမ်မသိဘူးများမှတ် ဟုတ်ပဲအတင်းပဲဖေ ချစ်ရေကလေးတွေကလည်းလေကိုတုတ်တုတ်အချစ်ကိုဘာလို့များနားလည်မပေးနိုင်ကြတာလဲမသိဘူးနော် ချစ်လဲလေအဲ့ဒါကိုပဲစိတ်တွေညစ်နေတာ အင်းလေကိုတို့ရဲ့နီးဖို့အရေးရလဲမလွယ်ပါလားနော်ခက်လိုက်တာ ပေါင်းရစီမယ်ဗျာပေါင်းရစီမယ်ဗျာပေါင်းရစီမယ်ဟောကွာအပြေးသားနေတာမသိဘူးအဲ့ဒီမနေအကောင်းပါနော်ဟေး ဟာဟေးဘယ်လိုလုပ်တာလဲအိုး ဟာမင်းပြောတကယ်ကြီးလား ဟုတ်တယ်ဒေါ်ပြူတော်ကိုယ်တိုင်ပြောလိုက်တာ မေအဲ့ဘာသဘောလဲပြော ဟောသူများပြောတာယုံမနေနဲ့လေဒီမှာရှောက်ပြောနေတာ तू အမေကိုမနာလို့လို့ तू ကအမေကိုမနာလို့ဖြစ်နေတာ ဟုတ်တယ် तू ဘာလို့အမေကိုမနာလို့ဖြစ်နေရတော့ ဟော तू ကရှောက်ပြောနေတာ तू ကအမေကိုမနာလို့တာ तू ကလည်းဥတုတ်ကြီးကိုကြိုက်နေတာဥတုတ်ကြီးကအမေကိုမျက်နှာသာပေးလို့ तू ကအမေကိုမနာလို့ဖြစ်နေ စကားထဲမှာပေါ်လာပြီနော်ဒါဆိုရင်ချစ်မကြီးနဲ့ဥတုတ်ကြီးနဲ့ဘာညာဇာတ်ကတ်နေပါဟုတ်လား ဟုတ်တယ်ငါဝင်ခံလိုက်တော့မယ်ဥတုတ်ကြီးနဲ့ငါ့ကိုသဘောတူပေးပါဟဲ့ ဘာ ဟုတ်လိုက်တာအမေကိုသဘောတူပေးပါလို့ပြောတာပါဟဲ့ လုံးဝသဘောမတူနိုင်ဘူးအမေဒါအမေကိုအပြတ်ပဲပြောမယ်နော်အမေဥတုတ်ကြီးကိုအဆက်အသွယ်ဖြစ်မလားသီလရှင်ဝင်မလားဒါပဲ လက်ရှင်တော့မွေးချင်ပါဘူးလက်ရှင်ဆိုဂရုံးကြီးနဲ့အမေကဘယ်လာမှာတော့ အဲ့ဒါဆက်သွယ်ဖြစ်လေ မဖြစ်နိုင်ဘူး ဒီမှာနှစ်ခုတည်းတစ်ခုတော့ရွေးရမှာချစ်မကြီးအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဥတုတ်ကြီးကိုဖြတ်လိုက်တာပဲ မဖြစ်နိုင်ဘူး ခက်တော့ခက်နေပြီ ကဲလေးချက်မဒီရက်စပြီးတော့အမေကိုအိမ်ထဲနေအိမ်ပြင်လုံးဝမထွက်ရအောင်စောင့်ကြည့်ကြစို့ ဒါပဲ နှုတ်ကြိုက်တာလည်းလုံးကြတော့ လုံးမယ် ဖေရဲ့ဖះဟိုမှာရီးစားနဲ့သွားချိန်တွေ့ရတယ်ကြောက်မကောင်းကြောက်မကောင်းတမျိုးပြနေတာဘယ်တော့ထားမှာလဲဖေရဲ့ သမီးရေသမီးဘေးကဘာတွေကြားလာတာလဲသမီးကြားလာတယ်မဟုတ်ဘူးအဖေဖျားသွားတာဟုတ်တယ်ဖျားသွားဖူးတာပါ ဘာလို့ဖေအားသွားဖူးတာလဲဖေမလိန်နဲ့နော်ဖေသွားပြီးတော့ချိန်တွေ့တာမဟုတ်လား ဟာသမီးဒါဘယ်လိုဝစ်လာတာလဲဘယ်လိုဝစ်လာတာလဲ ပါလို့ဝစ်လာတာဖေတမီးကို အဖေခဏခဏပြောတယ် ခဏလေးစူကျင်တယ်ဆိုနောက်မှစူတမီးမေးတာလေးကိုအရင်ဖြေ
ဖေဖေသွားပြီးချင်းတွေ့ခဲ့ရမလားရွာတွေကလူတွေပြောနေကြပြီနော်နားနဲ့အောင်မဆန်သမီးမျက်နှာဘယ်တော့သွားထားရမလဲကဲပြော မလားဖေသမီးငယ်ပါကြားလာခဲ့ပြီဖေအဲ့ဒီနောက်ရှင် နိုးသမီးတို့ကြားလာတာတွေကမဟုတ်သတင်းတွေပါကွာ နေမြန်ဖေလူကြီးလေဘာလို့ကိုသမီးတွေကိုညာနေရလဲဖေ အမှန်တိုင်းပြောဖေရ ညာပါဘူး ဖေညာနေအမှန်တိုင်းပြော ဖေ ဒီသမီးနှစ်ယောက်တည်းရှိရနော် ကဲအဲ့လိုဆိုလည်းအဖေပြောမယ်အဖေချစ်စုနဲ့သွားချင်းတွေ့တာ သိတယ်လားသိတယ်အဲ့လိုလေချင်းတွေ့မယ်ဆိုသိတယ် မိမိုင်နဲ့သဘောတူပါဘူးလို့ဖေသဘောတားတယ်လေဖေ သမီးတို့ရဲ့အဖေကသမီးတို့ရဲ့အဖေပါဒါပြီးဆရာမလုပ်ကြပါနဲ့သမီးတို့ ဆရာလုံးနေရမဟုတ်အဖေဖြစ်တဲ့ဖြစ်ထိုက်တာကိုပြောနေအခုကမဖြစ်တဲ့လို့ဝိုင်းတားနေကြဖြစ်တဲ့တော့ဘယ်သူမှမတားဘူး အဖေသမီးတို့မြန်မာတန်စင်နေလေပို့ဆိုးတာဒီ rapper နဲ့သွားပြီးတော့နှစ်ပါးသွားတယ်လို့ဖေရဲ့လူကြမကောင်းတာမြန်မာတန် ဆိုလို့ရှိရင်နည်းနည်းတော့စဉ်းစား မလေးညီမလေးအနည်းနဲ့အသားနေစမ်းမှနေရတဲ့တမျိုးဒီပန့်နဲ့တမျိုး မမလည်းတော်တော့ကွာမပြောနဲ့တော့ဖေဖေကပြောလို့လည်းရမှာလည်းမဟုတ်ဖေဖေနားမှာအမြဲတမ်းနေပြီးတော့မျက်စိတောက်တောက်ကြည့်နေမှာပဲရတော့ ဟုတ်တယ်ညီမလေးရှင်းမရှိမရှိနေ ဟုတ်တယ်လုံးဝစောင့်ကြည့်နေမှာနော်အဲ့မိမတော့လုံးဝသွားလို့မရဘူး မထွက်နဲ့အဖေ လုံးဝလစ်လို့မရအောင် အော်စနေတော့မှာဒီလောက်တောင်ပန်းတွေလူခဲ့ရပေမဲ့လေဒီတောကတောင်တန်းကြီးတွေကိုဖြတ်ကျော်နေရသေးပါပဲလားရွှေသုံးသီးကြီးရဲ့ ယောလာမျောလူမယုံကြည်ရင်မဝေဒနာအပွင့်ခဲအဝအနီးဒါလီရေအော်မီဟိုဒီပြန်အောင်ပြေးလေးရှာသည်ဘယ်စီများပဲလေးပုံသာပြောမြူကြီးသစ်စိန်ကြုံလေးချုံနေတဲ့မော်ဒီကေဝေဝေပြေပြောရစိတ်နဲ့ချစ်စိတ်လေးဘယ်အချိန်မှရောက်နေတယ်ဒီလာအမတန်ကြောကမြေကိုလမ်းကချစ်ပြောက်ရှာစဉ်မုံစလိန်ကအိုင်မှာညနေဆုံးနဲ့ဟောတဲ့ပေတဲ့မယုံတော့လဲကိုယ်ကိုယ်ရဲ့စိတ်ကြီးတဲ့တရားမှာစနေတောင်မှလူမဲโอ้มีบัวเตียนให้บริโภคอุ้ยကိုကြီးဟာကိုကြီး ဟေးဘာဖြစ်နေတာတော့ဒီကပဲခဏခဏခေါ်နေ ကိုကြီးမလို့ကိုကြီးခေါ်တဲ့ဥစ္စာဟိုတိတ်ချမ်းကိုကြီးအမေလေးဘက်ကြီးထောက်ကြောင်လို့អော်ပြီးတော့ကောက်ရုံးပေါ်တက်သွားတာအဲ့တော့ဘာဖြစ်တာလဲမသိဘူး ဘိုက်စားလို့နေမှာပေါ့ကွာ ဒီကောက်ရုံးပေါ်ဘယ်လို မဟုတ်ဘူးလေဟိုအမေကခိုင်းလို့ပဲဟို तू ဘိုက်စားလို့ရှိရင်ကောက်ဥပုံထဲမှာဟင်းတွေပါဖွက်ပြီးတော့စားတတ်တယ်လေအဲ့ဒါကိုပြောတာ အဲ့ဒါဆိုရင်ခေါင်းမှာလည်းကြက်မိုးတွေနဲ့ဆိုတော့ကြက်တိုင်းရင်မဖြစ်နိုင်တယ်နော် ဟုတ်တယ်ဟုတ်တယ် ဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူး ဘာဖြစ်တာ အဲ့ဒါကြောင်ယူပြန်နေတာ တောင်းပြန် ဟုတ်တယ်ဝါယူပြန်တာပဲကြားဘူးပါလေဩမင်းမသိတော့ဟိုကတင်းကြောင်ကြောင်နဲ့អော်နေမမြင်ဘူးလားကြောင်ယူပြန်တာကွာ အဲ့ဒါဘာလို့ရမှာလို့ အဲ့ဒါကြောင်ဆိုတော့ရင်ကိုကြောက်တယ်အဲ့တော့ရင်နဲ့လောင်းဟာ နင်းလောင်းရမယ် ငါသိတယ် ဟုတ်ရဲ့လား ကြောင်လို့ကြောင်တော်ဆိုးနေတော်ဆိုးနေဟိုကွာဟေးဟာတဲ့လားကြောင်ထွက်သွားပြီ ဖုတ်ထွက်တယ်ပဲကြားဘူးပါလေ ကြောင်ဝင်နေတာကြောင်ဝင်ဟာ ရင်တို့နော်ငါတဆိုင်လာဖြတ်စီလာလား ဘာဆိုင်ဟ
ဟာကဘာလုပ်နေတာတော့ ဖြူဖြူကြော်တဲ့ချက်ကိုလိတ်ကျင်နေတာ ဟာတင်းတော့မေရဲ့ အနေကြောင်မလေး ကွာနေအမေရလေဗျာပြူကြောင့်အဲ့ဒီချင်းကိုဆိုတော့သူ့ကောင်းမှာငှက်မိုးတယ်လေအမေကဘာလို့အမေကောင်းမှာကြက်မိုးတယ်ထိုးတာ သူနဲ့ပြောလောက်တာသူကငှက်ငါကကြက်ဝေးငါကြက်တာငါကစားချက်တဲ့ကောက်လေး ကျွန်တော်အဖုံတောင်းနေလို့ပါဟေးမပါဘူးလေသူ ကိုကို ဘာလဲချီ ကိုကိုကိုလေချစ်ကတအားလွှမ်းနေတာ အော်ကိုကိုတို့လည်းချစ်ကိုအားလွှမ်းတာပေါ့ချစ်ရဲ့ ဒီဘဝတော့ဝေးရတော့မယ်ထင်တယ်နော် အော်ချစ်ရဲ့အဲ့လိုတော့ဘယ်ဖြစ်ခံနိုင်ပါမလဲကိုကိုတို့ခိုးပြေးကြမယ်လေချစ်ရဲ့ အဲ့ဒါဆိုဖြစ်ပါမလားချစ်ကြောက်တယ် မကြောက်ပါနဲ့ချစ်ရဲ့ကိုတို့ပြောလို့ရှိတယ် ကိုကိုတုံးနဲ့ချစ်စုံမနဲ့ဒီမှာချိတ်တွေ့နေတာဟုတ် ဟာလည်းတော့ပေါ့နော် ဘာလို့ထောက်ကြည့် အဲ့တော့ဘရောလာခေါ်မှလဲ ကိုတို့ဒီညပဲလာခိုးမယ်လေချစ် ကြည့်စမ်းကိုတော့ဝကြည့်သူတို့เนี่ยခိုးပြီးကိုတိုင်မင်းနေကြတာဟုတ် အဲ့ဆိုမယုံမဖြစ်စေနဲ့နော် စိတ်ချပါမဖြစ်စေရပါဘူး 你弄呗，可别呀，那说，几家队长呗，表妹，我嘛当表妹。妹妹，不能掉落来了，下不可能。妹妹，กูเป็นมาแล้ว到来查你嘞。妹妹，超难推，哎呦，变了没吧？掉了，不没掉了。妹妹，到来查你嘞，他们俩估计不杀的不？别变了。အမေပြောလို့ကြော်လိုက်ချာနေတာတရွာလုံးလဲနန့်နေဘယ်မှရှာမလို့အဲစိတ်ညစ်နေတာ ဒီလာလို့တော့မရှောက်နှံ့နေမှာပေါ့ ဘာဘီရဲ့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လမ်းကြုံကိုဖြေလေးပေးသွားပါလား အမေလမ်းကြုံပေးစရာလားမျိုးမလေး အဲ့ဒါတတ်ချိန်မယ်ပေါ့ တိတ်ဆန်းကျမအမကိုအဖြေတောင်းနေလားပါ80ကွယ်ဝါဘာမှတ်နေတယ်လူဘာမှတ်နေလဲ ရစ်ဆက်လား ရှေ့ရဖဲကျမတို့သွားစီရရှိတယ် ဖဲကိုတိုးမလဲ ဟိုဘက်ရောက်သွားမလို့ ဘာလုံးမလို့လဲ ဒီဘက်ရွာဒီဇိုင်နာမက်ကောက်တယောက်ပဲရှိတယ်သူရှင်မဒီဇိုင်နာချုပ်ရအင်ကြီးကထနေမကြိုက်တော့ မကောဒီဇိုင်နာမဟုတ်အဲ့ဒါဒဇုံနာဟုတ်တယ်ဒဇုံနဲ့စိတ်နာလို့ငါထပ်မချတော့အခု ready made တွေပဲဝတ်တာသဘောပေါက် ကျမလည်းဒီဇုံနဲ့စိတ်တယ်နာနေရတော့လေဟိုဘက်ရောက်မှသွားပြီးတော့ ready made လေဒီပြကောက်တော့မပေါ့ ခေါ်ဘက်ရမှာအင်းသွားချုပ်မယ်ဆိုတော့ပြီးတာပဲဟဲ့ခါကျမရှေးတာနေရလဲနော်အေးပါခဲလက်ပဲသွားမယ် အခုလိုလိုက်လိုက်ပဲ ဘယ်ဟိုလိုက်မှလဲလိုက်ရှုပ်ကြပြန်ပြီ အော်မင်းတို့စုံချုံနေကို့မျိုးလိုက်ရှာမလို့မေမေ အထေပုတ်နဲ့ချစ်စုကိုရှာမနေမကြားချင်ဘူးအဲ့နာမယ်ဘူး ဩလမ်းကြုံရင်ကျွန်တော်မျိုးတွေ့ပြောပေးပါအမေကို6နိုင်တွင်အိမ်ကိုပြန်လာခဲ့ပါလို့တားစောင်းနေတယ်လို့ မရှိရင်နောက်လိုက်တာသေးတော့ပါ မလေး6နိုင်နေမယ်ပြန်လာနိုင်မှာမဟုတ်တော့ဘူး ဟွာဘာဖြစ်လို့ နေနောက်လိုက်တော့မယ်နေမရလာသူနဲ့လေငါတဲနဲ့နေသူတို့ဖေ အဲ့ဒါကွာ ငါရဖေးနဲ့နင်တို့မေနဲ့ဖေးရောက်တော့မတူမျက်နှာစောတားစီမဲ့ လုံးဝမဖြစ်နိုင်ဘူး အဲ့ဒါတေးကြလားတေးကြရင်လာ ဟုတ်တယ်ကျော် သွားချိန်မယ်လေ အမေပြန်လာငါအမေလေး တစ်ခါလောက်ချိန်လိုက် နေရောဒီကိစ္စလုံးဝမဖြစ်နိုင်ဘူး no one no ပဲလုံးဝတော့မတူဘူး ဒီမှာရှင်ရပဲနားရတယ်ရှင် နားတယ် ကျမလေကျမဖေးနဲ့ရှင်တို့မေမျက်နှာစောလုံးဝသဘောမတူဘူးတို့နိုင်ပါတို့နိုင် နော်မင်းလည်းမျက်နှာစိုးတယ် ပေါ်ပြောနေတယ်သူတို့လိုမြန်မာတန်စင်နေငါတို့လို rapper နဲ့လုံးဝခီးမကြိုက်ဘူးအပေါက်လည်းမတည့်ဘူးအဲ့တော့ဒီနေ့ဆိုင်းကောင် rapper စီရဲ့က no ပါ no 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 ပဲ no မင်းတို့နိုးပဲငါတို့ရက်တယ်နော်ရက်တယ်ငါရက် သဘောမတူနိုင်ဘူး အာတူဘူးပဲလုံးဝတော့မတူဘူး you know အမေတို့ငါတို့အဖေနဲ့ဘယ်နည်းနဲ့သဘောမတူနိုင်အဲ့ဒါဆိုသဘောဖား ပြောမင်းနဲ့ခိုင်းနေတူတယ်မင်း ဟိုကျွန်တော်မြတ်ချိုးငါဝက်ဖိနေတူမြူလား ဒီမြကလည်းခေါ်စီလာဖေးလို့ရှိတယ် အဲ့လေကောသီလာအများတို့အဖေကောသီလာကြီး လိုက်တာကျမဘလိုပဲရှင်တို့ကျမတစ်ခါသတိပေးတာကိုလူကိုနိုင်အောင်နေကျမတို့လည်းကိုလူကို ဟာငါတို့မျိုးနိုင်ပြီးသားနော်နိုင်ပြီးသား သိကြတယ်ကြားရနော်သွားမယ် နေပေါ့ခိုးပဲရောက်သွားမယ်ဆို မတော်ဘူး မျက်နှာစောတာမီနဲ့ပေးစားမိမှာစောအဖေတို့ညလုံးထိုင်ပြီးကင်းဆောင်ရတယ် ငါတို့လည်းလေကောသီလာသားပါနဲ့လုံးဝသဘောမတူနိုင်ဘူး နိုင်တယ် ဒီပါဦးဖိုင်ခဏအဲ့ကိစ္စသိကြတာပြော အော်တေးကြတာပေါ့နားနဲ့ကြားတယ်ဒီမျက်လုံးနဲ့ အေးသေးကြပြီးတော့မသေးကြခမရောက်ကြလက်စားချေပါနော် ဒီဂျေပုတ်ပြမှာပုတ်ပြမှာ ဒီကိစ္စကိုပေါ့ပေါ့တန်တွေးလို့မရတော့ဒါလေးအချေးတော်ပုံတစ်ခု
တိုက်ပွဲတစ်ခုတော်လန့်ရေးတစ်ခုဟာဒီညခိုးပြင်းမယ်ငါရဲ့ချစ်ကိုတုတ်ကြီးနဲ့ကိုမိမကြီးရှောင်းခွဲရမယ်ဟာ ဒီစီနိုင်အဲ့လောက်ကြီးမင်းဒါတို့အခုမှပဲသိ အမေကလေသူများပေါ်ဆိုစေတနာဥတုတ်ကြီးပေါ်ဆိုစေတလုံးမပါဘူး တနာဖို့ဟင်းရန်ပြီးပါစော်ကားရနော်ငါလေအကိုကြီးတွေပါခေါ်ပါဦးလားသူ့ရုပ်ကြီးတော့ပြင်ကို့အဖေရွယ်လောက်နဲ့ ဟိုရလို့ ဘာကိုရလဲငါအခုလုံနေတာနင်တို့နှစ်ယောက်အတွက်လုံရနော် တားတို့အတွက် ဟုတ်တယ်လေ တောင်းနေပါဆိုင်လို့လေ ဒီမှာငါသားလေးတွေမိတဲ့ဆိုးလေးတွေဖြစ်နေတယ် ဖာတဆိုးပါအမေရဲ့ အော်တိတ်ဆမ်းမငါဖားသွားလို့ပါဟဲ့ဒီမှာငါသားလေးတွေလေမျက်နှာငယ်မှာဆိုလို့အဖေတယောက်မမရက်တီပါစေတော့ဆိုငါနင်းနာခံပြီးတော့ဒီလူရွယူမှာ အမေရဲ့အဖေရှာမယ်ဆိုဒီမိလူကိုလုတ်ပါအဲ့ဥတုတ်ကြီးတော့မလုတ်ပါနဲ့အဲ့လူကြီးရုပ်ကိုလည်းကြည့်အောင်ပုတ်တင်တို့လုံးမီးဖုတ်ထားတယ်လို့ပဲ အဲ့လိုမျိုးမဟုတ်ပါဘူးနင်တို့ကလည်း ဟုတ်ပါတယ်အမေရဲ့အမေသားတို့ပေါ်စေနာထားရဆိုမြဲအဲ့လောက်ထိတော့အနစ်နာမခံပါနဲ့ဒါခင်မုံချစ်တယ်ဆိုပြီးမြဲခင်မုံနဲ့ဘသူနောက်ဖြစ်ဖြစ်ပါပါစီတော့ဥတုတ်ကြီးလေးတော်ချစ်စုနဲ့ညားရင်လည်းညားပါစီတော့ ဟုတ်ပါတယ်အမေသူတို့နှစ်ယောက်ရဲ့အသက်အရွယ်တွေကအကြိုက်နေရတော့မှမဟုတ်ပါဘူးတနာပါတယ်ပြီးတော့လေအမေသားအတွက်ဆိုရင်တော့ဒုက္ခခံမနေနဲ့တာပြပပေါ်မှာအဲ့လောက်လဲစိတ်ရှိတာမဟုတ်ဘူး ဩဟုတ်တယ်လေဒါပေမဲ့နင်တို့ကသဘောထားကြည့်နိုင်ပဲငါကသဘောထားမကြည့်နိုင်ဘူးလေ မဟုတ်ဘူးလေအမေခုနပြောတော့သားတို့အတွက်ဆို အဲ့လေသားတို့ကဆိုရှော်လိုက်လေအခုအမေကဘဒူးအတွက်လုံနေရလဲ ငါအတွက်လေအဲ့မဟုတ်ငါအတွက်မဟုတ်ငါတို့ရဲ့ rock အတွက်ဒီမှာအဲ့ဒီဥတုံကြီးနဲ့အဲ့ rapper မိုင်းနဲ့ညားသွားလို့ရှိရင်ငါတို့ rock တွေကိုသူကတင်းချေပါလေ ဘယ်လိုလုပ်ကြမလဲကိုကြီး မသိပါဘူးဘာကြီးရဲ့သူကတမျိုးကိုရွှေရိုးသုံးလမှရေတကားကျိုးကိုနေကိုတိုး ဟဲ့ သူတို့လားလို့ မတူဘူး ကျဲလိုက်ဘယ်သွားမလို့ ခိုးပြေးတာလေ အဲ့သိတယ်လေအဲ့ဒါဒီလိုဒီမှာလာစောင့်နေတာမရဘူးဒါတို့မေပြောတာမှန်တယ်မလား မမေသူများချက်ချင်းကိုမခွဲပါနဲ့မမေဖေဖေတို့တွားချင်တယ်ဆိုရင်လည်းတွားပါစီတော့ ဖေဖေတို့သွားကျင်သွားလေဒါငါအသက်အသက်မပြည့်သေးဘူးလေမသွားရဘူး ဘာလဲ80မပြည့်ဘူး မင်းဝင်မပြောနဲ့ငါဖေဖေကိုမစော်ကားနဲ့နော်အေးစေးနေ ဒီမှာဒီပါစက်ပိတ်ထားလိုက် သွားပြရစေမနှောက်ယှက်ပါနဲ့ နှစ်ယောက်လုံးကိုယ့်အိမ်ကိုပြန်လိုက်ကြပြန်နိုင်ဘူးကောင်းပြောနေပြန်လို့ပြောနေနော်ပြန်ဘူးဒီမှာအခုဟာအချစ်တက်နဲ့တိုက်ပွဲဝင်နေတာနော်ပြောလို့မရရင်သွေးထွက်တိုင်ကိုဖြစ်သွားမယ်ပြန်လိုက်ကြပြန်ဘူးလားကောင်းပါလေနော်အေးတွေးမယ်တခေါ်ပြောတခေါ်ပြောကျွန်တော်ချစ်လို့ခေါ်ပြီးတာပါ ဒီတော့အိပ်ပြီးစောင်းနေတာတော့မှမရဘူးတာဘယ်ခေါ်ခဲ့လားနင်တို့ကသူကကြည့်နေခေါ်ကြပါနဲ့တရားနဲ့ပြေးကြပါဟဲ့တရားနဲ့ပြေးကြပါ ကျန်တဲ့ဖူးအဲ့တော့ကောမကြီးကိုလုံးဝမကျန်တဲ့ဖူး ကျင်တတ်တယ်ချစ်သားငယ်လေးတော့လုံးဝကျင်တတ်တယ် ဘာဖြစ်လို့လဲ ဟာဘာဖြစ်ရမလဲချစ်မကြီးပဲစဉ်းစားကြည့်လေအဲ့ဒီရော့ကာမာကြီးသာမကင်ချစ်မကြီးခုတော့ဆိုမြန်မာတန်တွေလက်ထဲကိုရောက်သွားပြီ ဟုတ်တယ်အဲ့ဒီရော့ကာမာကြီးကိုတားတော့ကျေးဇူးတော်တင်ရအောင်ပါသူတော့မပြောဘူးဆိုရင်လေအခုချိန်ဆိုအချက်တကွအကျိုးနဲ့ဖြစ်ပြီအမျိုးအချက်တာရှက်တယ်နော်ဟုတ်တယ်သူကြောင့်မလို့ပြန်မိတာလေနောက်မဆိုလို့ကျွန်တော် rapper တွေတဲ့မြန်မာတန်တွေရောတော့မှာလုံးဝရောမကဲဘူး no way no ဝင်တာလိုက်တာ
တင်လာပြီပေါ့ အဲ့ဒီကျဟိုတခါပြောတယ်လေအဲ့လိုကိစ္စဟော အမလေးဒိတ်ဒိတ်ကျဲပါအားလုံးအဆင်ပြေသွားပြီ တယ်လူချက်ပါကျွန်တော်ရဲ့အရေးရှုံပြလို့ရပြီ What's that yo yes no la no no la yes no la no no la yes no la Yes or no ဝတ်တရှင်ခဏလေးနေဦး ဝတ်တရှင် မင်းတို့တွေတချင်းကျင့်ထားရမယ်နော်ကဲအခုလိုအစည်းဝဲလေးကျင်းပရတာကတော့အားလုံးတည်ပြီးသားဖြစ်တဲ့မိုက်ခဲရွာအိုက်ဒေါပွဲလေးကျင်းပဖို့အတွက်ပါ Rock and roll ဒီပွဲမှာပထမရတဲ့သူကိုရန်ကုန်မြို့မှာရှိတဲ့တေးထုတ်လို့ရတစ်ခုကနေတကူတော် series ထုတ်ပေးမှာ ဒီပွဲမှာဘသူကဒိုင်လုပ်ပါလဲ ။အော်ဒိုင်နေကတော့ဒိတ်ရဲ့တဲလီ ဟောမကျွန်တော်ပြိုင်ပွဲမှာဒိုင်းမလုပ်ဘူးလေဟိုကျွန်တော်ပါပြိုင်မှာ ။အော်သိပါရဲ့။ဟိုတဲလေးဒိုင်မလုပ်ပါဘူး။ဟိုဒါပေမဲ့ဟိုဒိတ်နဲ့တဲလီနဲ့တိုင်ပင်ထားရလို့ရှိတယ်လို့ပြောတာ အန်ဒီလေးဟိုမြန်မာအဲ့တော့မှဒိုင်3ယောက်ရှိရလေတင်စာမော်ရယ်မေစုရယ်မြန်မာပြည်သိန်းနေရယ်3ယောက်ရှိလေမြန်မာလည်း3ယောက် ။ယောက် ဟာဒီမှာ rock ကျွန်တော်လုံးမယ်ဒိုင်လုံးပါဒီမှာကျွန်တော်စပင်းကြီးကိုညှက်လိုက်မယ်ဆိုရင်ကျွန်တော်ဟာအင်မတန်မှတန်မိုးရှိလာတဲ့အန်ကယ်မြန်မာပြည်သိန်းနဲ့တိတ်တူသွားမှာပါဗျာ ဘယ်ဟုတ်အောင်မလဲကွာမတူပါဘူးဒီမှာမြန်မာပြည်သိန်းတန်က fashion တွေ style တွေ talking တွေတအားမိုက်တာကွာငါလိုပဲဟုတ်ပါ အငယ် fashion တွေတိတ်လန်းနေဆိုတော့ကျွန်တော်လည်းမမီဆိုတာအငယ်တော့ကျွန်တော် yes ပါဗျာ ကိုเจ้าကိုမင်းရလေကွာငါပြောမှဆိုလေပြောချင်စရာပဲမင်းကဦးသိန်းနဲ့တူတာမဟုတ်ဘူး ဘယ်လိုတူရလဲ စိတ်ဝင်ထွန်းနေစိတ်ဝင် ဒီမှာ check to tell us how they do say your hello how they do sound like me ညညညကြမ်းကြမ်းကြမ်းဒီတော့ဖေးသူမဟုတ်ဘူးနော် အေးအငယ်ကတော့ no ပါဟဲ့ ။အေးဒီဖေနဲ့ပါစားကနေပနာဝင်ကြတော့လောက်ထလိုက်လို့ပွေထွက်သွား ဩကျွန်တော်လှုပ်ချင်တာတခုရှိပါတယ်ခင်ဗျ ။ပြောပါပါလေ ကျွန်တော်လှုပ်ချင်တာကတော့ဒေါ်ဒိတ်ဒိတ်ကျဲ ။ဘာလို့လဲ ဒိတ်ဒိတ်ကျဲကိုပဲပြောမှာပါကျွန်တော်စဉ်းစားလိုက် ကခန်းနေ လောကဘုကီရဲ့ထိုင်နေသမှာကွာဒီမှာမဒိတ်ကြော်တစ်ခုပြောချင်တယ် ။ပြောပါလေ ကျွန်တော်ဒိုင်လုံးမယ်ဆိုရင်ထိုးသားဘယ်နှစ်ယောက်ရှိမှာလဲ အိုက်တော့အစိုးပြိုင်ပွဲလို့မလို့လေ ကျွန်တော်သုံးလုံးကင်မယ်အောင်မလို့ ခဏလေးတော့ညပါခဏလေးတော့ညပါဒိုင်နေကဒိတ်ဒိတ်ကျဲရယ်ဟော်ရီယာမြမအတန်းအရန်ပိုင်နိုင်တဲ့ကိုတုတ်ကြီးရယ်ဒိတ်ရဲ့တငယ်ချင်းမချစ်စုရယ်ဘာဖြစ်လို့လဲ သူကဘာဖြစ်လို့ဒိုင်ဖြစ်ရတာလဲဖြစ်ချင်းကျမဖြစ်ရမှာလေ ထောင်မနေရှာပါတောင်းဘူးပြန်နေအောင်မယ် ။အိုးကျမပြောပြပါမယ်ခဏလေးတော့ညပါအောင်ကျမနဲ့မချစ်စုကတငယ်ချင်းတွေတချင်းတွေအကြောင်းကိုအမြဲတမ်းဆွေးနွေးဖြစ်တယ်ဒါဆိုရင်ဒိုင်တော့က confirm ဖြစ်ပြီနော်အားလုံးပြိုင်ပွဲအတွက်ကိုအစင်သစ်ဖြစ်အောင်ပြင်ဆင်ထားကြမောင်လေး Rocka လေ Rocka မလို့ Rock တန်နဲ့អော်လိုက်တာမုံလေးကိုကိုပြောเสียရှိလို့ဟာတကယ်တော့ကြတော့ဒီ Rock နဲ့ပန့်နဲ့ဆိုတာဟိုဂီတအမျိုးစားချင်းကစက်နွယ်နေတာဂီတအမျိုးစားချင်းကနွယ်နေပြီဆိုတော့လူချင်းတွေ့ဖို့ပဲကြိုက်တယ်မဟုတ်ပါဘူးဟိုလူလူချင်းနွယ်ဖို့ပဲကြံတော့တယ်လို့ မဆန်ပြပြမယ်ပြအောင်ပန်းနဲ့ rock နဲ့ဂီတအမျိုးစားချင်းနည်းနည်းချင်းတူရဲဆိုရင်နီးစက်ရုံကပြပါပဲ အင်းလေအဲ့ဒါကြောင့်မလို့ဟိုလူချင်းမှာတစ်ခါနီးစပ်လိုက်ရအောင်လို့ ဘာမှဒီဆက်ဆရာ yo come on yo ha ပေါ်လေအခုအချိန်မှာစဉ်းစားပါအဲ့ဒါတွေမဟုတ်ဘူးအခုအချိန်မှာဒါစဉ်းစားကြမလို့အခုအချိန်မှာစဉ်းစားပါပြန်ဝဲကြောင်းပဲစဉ်းစားပါလေးချင်းဖို့ပဲလိုနေတာအချစ်ချောင်းစဉ်းစားမယ်ဆိုရင်လေဟောရီကလေးပြူရတောက်တော့မရကောင်ထဲမစဉ်းစားနဲ့ဟာဒီနေ့ဆိုင်ကို rapper စီရောပဲစဉ်းစားလိုက် okay ဟုတ်ပြီမညာ ဘာကွာဟဲ့ကြားရတာမှလေတက်နေသေးစမ်းကြည့်ပါလား ဟာငါမှ Rock ကွာမင်းထဲလိုက်လို့ရနား ထဲသားမှာ rapper လို့တက်တော့တုံးစားပြလာလာရမှာယုတ်ဟမ်
ရှင်ကိုလည်းကျမမဆန်းဘူးကျမရှင်တို့နှစ်ယောက်လုံးကျမသိအောင်ပြောလိုက်မယ်ကျမရှင်တို့နှစ်ယောက်လုံးကကျမကြိုက်တဲ့ပုံစံနဲ့မှမပါဘူးကျမပန့်မျိုးပဲကြိုက်တော့ကျမယောက်ျားလည်းပန့်နေပြန်မယ်ရှင်တို့နှစ်ယောက်ဆိုတော့ကျမ line မဟုတ်အဲ့တော့ရှင်တို့နှစ်ယောက်လုံးကျမပေတော်မချစ်ဘူးပေါ့တဘောပါအော်မဟုတ်လေ ဘာဖြစ်ပြန်ပြီလဲ မဟုတ်ရတယ်ကွာဟိုမိုက်ခဲရောအိုက်တော့မှာပေါ်လေးစုမြချင်လားဟာ ကျမရမယ်ဆိုတော့ကျမကြိုးတည်တယ်ကျမအဖေကဒါရှက်ဆိုတာပေးလိုက် ဟာမို့လေတရားတယောက်တည်းတယ်ကိုရှိမှာ2ယောက်တောင်ရှိတယ်ဒိတ်ဒိတ်ကျဲနဲ့ကိုအမေ yes နှလုံးကို confirm ပေးကြတယ်ရမှာအမှုကျူးလား မင်းတို့ကဒီပြိုင်ပွဲကိုအဲ့လိုအရေးချင်းမရှိဘဲနဲ့ဒီပြိုင်ပွဲစုလိုချင်တယ်ပေါ့လေအေးအဲ့လိုအရေးချင်းမရှိဘဲနဲ့ရလာရင်လည်းခဏပဲခံတာနော်ငါတကယ်အရေးချင်းနဲ့ငါမှုံလေးဒီပြိုင်ပွဲမှာမှုံလေးစုမရပါမယ်အားမငယ်ပါကိုကတော့ရမှာတေးချရဲ့အတွက်ကိုရရဲ့ဆိုမှုံလေးကိုပေးမယ် ပိတ်စမ်းတိတ်လိုက်စမ်းလာရှင်းအောင်ပြောမယ်ကျမကရှင်းစရာလက်ဆောင်ဆောင်တောင်းမယ်လူသားမျိုးမဟုတ်ဘူးဆိုရှင်နားလေလားကျမကိုအရေးချင်းနဲ့ကိုရှူမှာရှင်းလည်းတခါလေးပြောလိုက်မယ်ရှင်းစရာ yes နဲ့လုံးမမောမဲ့ထည့်တယ်လားကျမကိုအရေးချင်းနဲ့ပဲကိုရှူမှာရှင်တို့လိုမျိုး just လောက်တော့ခွေးမူလေတိုင်းနေရအောင်ရှိတော့တိတ်ကြမှာတော့ yes ကလေးဘာလဲပွဲနေရလေဟမ်ဘာရောက်လုံးရှိရဟာဟာမင်းဘာလုပ်ရမှာတော့သူကပုတ်ကိတ်တယ်ဟာအဲ့ဒါဘိုက်လေဟာဒီတော့ဒိတ်နေကြီးတငယ်လေးကွာဟာတငယ်ကလည်းအဲ့လိုပဲနှွှဲလာဒီဟုတ်ကွာသူစီကြတော့စွကြရတာပေါ့ကိုရကျမရှာစားဟာပဲနော်မဟုတ်လေစားပါပြဘိုက်ကွာလုံးပါဦးဟဲ့ချစ်ဆောင်ရဲ့ဟေးမာရမေလို့မြာတော့ချစ်ဆောင်ရဲ့မာရမေလို့မြာတော့ချစ်ဆောင်ရဲ့မာရမေလို့မြာတော့ဘာလုပ်ရလဲအော်ဂျင်းနေပြန်လုံးနေတာဟေးအောက်ကိုကြာနေလို့ဩအမေကလေပြိုင်ပွဲနည်းနေဒီချင်းမုံအသာထားစမ်းပါတချင်းကျင့်ရမယ်တချင်းနေအကုန်ကျင့်ပြီးသွားပြီတရင်တို့ထဆိုတော့ရတယ်တရွာလုံးမှာငါတန်ကောင်းဆုံးမေးအတန်ကောင်းဆုံးဆိုပြီးတော့နော်ပေါ့ပြက်ပြက်မနေနဲ့နော်ဒိုင်းနေအားလုံးကမေးရန်သူတွေကြီးပဲဟဲ့ဘာရံပေးရမှာလဲငါတဲလေးကငါရံပေးမှာမဟုတ်တာဟာအမေကအဲ့လူအသေးလေးနဲ့မခေါ်သမ်းပါနဲ့အမေကဟုတ်တယ်မေအန်ချင်လို့မေသူ့ရဲ့မျက်နှာနဲ့အရက်မောင်းတေချာကြည့်အုတ်တင်မျိုးတစ်ကုံလုံးကိုလေမီးဖုတ်ထားတယ်မဟုတ်ပါဘူးချစ်ကြလေးပါနင်တို့ကလေမေဖားခြင်းလေအဲ့လူကိုသွားမဖားနဲ့ဒေါ်ချစ်စုကိုသွားဖားလိုက်ငါမလိုက်ဘူးနင်တို့ကနေသွားတာဆိုအမေကလည်းဒေါ်ချစ်စုရဲ့သဘောကောင်းပါတယ်သူ့မျက်နှာကိုတေချာကြည့်ပုတ်ပါမယ်တော့မေသူမဟုတ်တော့ကွာဒိုင်းတွေကိုဖားစရာမလိုပါဘူးကိုယ့်ရေးချင်းနဲ့ကိုပြိုင်လို့ရပါတယ်မင်းကလည်းအတုံးမကြဘူးကိုသူတို့မင်းလို့မခေါ်နဲ့ညီလေးလို့ခေါ်ပါကိုကြီးရတယ်တွေ့မဆောင်ရုံနဲ့လာနှွဲ့နေသေးတယ်ဒီမှာဒီမျက်ခွက်နဲ့ဒီမျက်ခွက်ညီကိုတော်ထားရတာကွာငါတော်လွန်လာပြီနော်ဒီကတော့တားကြီးကြတော့နှံ့နေမရမြင်သွားငါတို့ကမလိုက်ဘူးလေအမေလာပါအမေဟိုသူ့မောင်ရပ်ပါကောင်နဲ့ကျွန်တော်နဲ့လည်းတဲ့တာမဟုတ်ဘူးလေဒါပေမဲ့တိုင်မွေးကနေလာပြီပထမဆုရကြရင်တော့သူ့ဖားမှာဘောမရလေအေးပါဟိုလိုက်တော့လိုက်မယ်ဟိုရောက်နေမဲပြောတော့ငါဘာမှပြောဘူးတော့စိတ်ချတာတောင်းဝင်လေကိုကြီးငါလာကြမယ်ကိုကြီးဒီရုံနဲ့လာပြီတွားတိုက်လိုက်ခဲ့ပါတားရေလာပါငယ်ချင်းဒါအကောင်းစားမိကန်တော့မလီဒါနဲ့ဆိုရင်ချစ်ကပို့လှတော့မှာတိတ်ကိုကြည့်ပါလားလောက်လှလဲလို့လာတယ်အပိုင်လေအပိုင်လေသူမင်းကြီးတော့ဘာလုပ်ရလဲပြောအသွားလိုက်တော့ကိုလိုက်တော့အသွားလေဒီနေ့ဆိုရလာရင်ပြနဲ့သွားမမချစ်မမတိတ်တားတော့လေလူကြီးတွေကိုဂါရဝပြုတင်နေဆိုလို့ဂါရဝလာကြူတာပါရတာဘူးနော်ရတာဘူးတားလေတားပြောလေတောင်းမှန်လိုက်လေတောင်းမှန်ဘလူတောင်းမှန်ဩကိုလှုပ်ထားတဲ့အပြစ်လေးခွတ်လို့ပါပေါ့တားကလေတောင်းမှန်မရစီမရက်ဆက်ပါနဲ့မျောလင့်နေတော့ပေါ့နေချင်းနေဘာတချင်းစွန်နာလားငါလုံးလိုက်ဘူးလေတားကြီးကလေဘလူတောင်းမှန်မသိလို့အပြစ်တွေခွတ်လို့ပေးပါကိုအဲ့လိုလေဒီလိုပါဟိုကလေကျွန်တော်တို့ဘက်ကလူကြီးတွေကိုပစ္စလက်ခတ်တွေပေါ့နော်လက်လွတ်စပယ်တွေပေါ့နော်မယူမသိမလေးမစားတွေပေါ့နော်ပြီးတော့မယုံမရှာပေါ့မင်းနိုင်မဟုတ်ဘူးလေအဲ့ဒါမပါဘူးလို့နော်အဲ့လိုမျိုးကျွန်တော်ပြင်မာမိတာတွေရှိလို့ရှင်ဖွင့်လို့ပါခင်ဗျာတောင်းပါမယ်တစ်ချိန်ရရဘာအောက်ကိုရှောင်းမယ်ရှင်ထဲမှာရှိတဲ့အတိုင်းမဲတော့နှစ်ပါးကိုစော်ကားမိတယ်ပွဲမြတ်ပေးဦးပါဟိုမိဘလူသဘောထားတဲ့ပုံကိုယ်တွေကိုလူကြီးလူကောင်းတွေကိုစော်ကားမိတဲ့အတွက်အရှိအတိုင်းရင်ထဲမှာရှိတဲ့အတိုင်းလာတောင်းမှန်တာပါလို့ဆရာကြီးကွာ
ရပါတယ် ချစ်ကလေရပါတယ်လုံးမနေနဲ့လေခလေးတွေတောင်းမှန်တာကိုကြေးပါတယ်လို့ပြောလိုက် ကြေးပါတယ် ကျေးဇူးတင်ပါတယ် ခဏနေဦး ဘာလို့ပါလဲ ဟာအသက်နဲ့စိုးရင်တော့ဒိုင်းနေလေရေးကြည့်တယ်ဒီမှာလုံညုံရအတိကပဲ အထမဘာမှမပါပါဘူးဒါရောင်းမကြီးမဟုတ်ဘူးလား ဟဲ့ရောင်းမပါလေဒါဂျပန်လာတာဘိုင်ပရိတာဆက်တွေဓာတ်ခဲပါတယ်ဒီကောင် လွတ်လာပေါ့နော် တို့တုံးလားဘာလို့ပြောနေရလဲဒီလိုဆက်တတ်တဲ့ဥစ္စာဆက်တတ်တဲ့ဥစ္စာ လေကျမရဲ့ပို့လေးပြောလိုက်ပါအမေထမိန်ဆော်လက်ထုတ်ကြီး ကဲဒီဘက်ကတကယ်ချင်းပေါ်တော်လို့ဒီခဏထားလိုက်ဟိုမပေါ့ဟိုပြောကြချီလို့မမတို့ကျွန်တော်တို့အားလုံးပြည်လေသွားပြီလေချစ်စာလည်းရှည်သွားပြီမုန်းစာလည်းတူသွားပြီဆိုတော့ပြိုင်ပွဲရောက်လို့ရှိရင်ကျွန်တော်တို့ညီကိုတယောက်ကိုရက်ပေးပါနော်ဟေးသူကတော့ရက်ပေးပါမဟုတ်ဘူးဒီအကောင်ကြီးတပရက်နဲ့ပို့လိုက်မယ်ဟုတ်လား စကားပြောပြီးအောင်ပြောတော့ yes ဆို yes ပြောကန်လိုက်ရတော့ အခုကျတော့ယောက်ျားကြီးလိုပဲနော် ခါခါတူလေဟဲ့ကော မောင်လေးဟိုတားတော့လေဟိုစကားမပြောတော့လို့မှားသွားလို့ပါဟုတ်တယ်ဟိုတားကဟိုတားငယ်ပြောရက်စစ်ပေးပါလို့နော် ဘယ်ကတော့ရက်စစ်ရမှာလဲ YES yes ပါ ပြောပြလာ ကိုစုံရသေးလေးရ ဒီမလေးပြောသလိုပဲကျမသားတွေကိုလေအဲ့ဒါကြီးပြပါနော် ကဲပြီးမလားတို့တော့ ဟုတ်ကဲ့ဟုတ်ကဲ့ ချွတ်ပြပါအောင်ပြန်ပါမယ်ရှင် ကိုဟေးအဲ့လို ရှာ ဒီတိုင်းတော့လို့မရဘူး ဘာလို့မ လုံညုံရေးကြည့်တယ်စစ်ဆေးရမယ် ဝင်တော့မစစ်ပြန်ထွက်တော့မှပြီလား ထွက်ကအရေးကြီးတာပေးထားတယ်ပြန်ပါတော့မှသူစစ်တာ ကျွန်တော်တို့ကမမြူခင်ဗျားစစ်မှန်ခင်ဗျားကြောက်ခဲနေတယ်မြူ ဟာပွားတော့ဘူကီအာ ဝစားရီ ဟာအဲ့ဒါလက်ထိုးတာပြိုင်ပွဲနီးလို့မျက်နှာချိုလာတွေ့တာမရှိုးတာဖူး ယူမယူနော်ပြိုင်ပွဲကြရင်အကောင်တို့ရက်ပေးလို့မရဘူးရက်ကကျွန်တော်တို့ပေးရမှာဒါနဲ့ကိစ္စမပြောမမပေးလိုက်ရတယ်မမထိတ်ရက်ပေး ဘလို့ပြောကြလေ မမထိတ် yes ပေး ဟဲ့လူ အိုးစကားကိုအဆုံးပြောပါ ဟဲ့ရတော့ဟဲ့ပြေးဆုံးပြော မင်းရက်ချင်လို့ ဟိဘာလို့ရပါချမ်းဟုတ်ပေါ့ဗျာ နင်းကြောင်ငါသိရနော်အစင်းနေလိုက် ဟာ ကြွလာကြတဲ့ပြည့်တိုက်ရှင်ကျမဘီဘာတုတ်ကြီးရလေနတ်ဒေါတာနဲ့ဖြောပြမှာနားဆင်ကြည့်ကြပါနော်ကိုကြီးကြောတို့ကိုကြီးကြောထူနေထူတယ်မြူတယ်တို့ကိုကြီးကြောဟေးထူနေထူတယ်မြူတယ်တို့ကိုကြီးကြောရတမမရင်လေချင်းပြိုင်ကတောက်ရမယ်လေချစ်တမမရင်လေချင်းပြိုင်ကတိုက်ရမယ်လေဟေးကိုကြီးကြော ပြီးလေရောအိုင်ရောတို့ချင်းချင်းပါဆိုဒီမှာနတ်လာပူးနေရလား ပိန်လိုက်လားဒါဘီဘာဟင်းရဲ့နတ်တို့တစ်ချင်းလေမချဘူးလား ဘီဘီကိုအဲ့ကိစ္စကိုလာမိုက်ခဲရွာရဲ့အိုင်တော့ကြလို့ရှိရင်ဘီလေးအဖေကဒါကြီးဆိုတော့ကိုတခုတော့ကိုကြီးတောင်းလေးပါ ဘာကူညီလဲ ကိုရက်ပေးပါ မလေးရှင့်ကိုရက်ပေးမလားပေးသူသမီးဖြစ်တယ်ကျမကိုပဲရက်ပေးမှာပေါ့ အဲ့ဒါဟုတ်တယ်လေမိဘဆိုတာသမီးပဲရက်ပေးအေးပေါ့နော်ဟာဟေ့ဘာလို့ရှောက်ပြောနေရလဲငါပြောတာ yes YEST yes လေဘယ်ကတီးရပါလဲဘာများဖို့ပါလာလားဟောနေလည်းမပါရှောက်ပြောနေရလဲဘီလေးမလို့ဘူးတချင်းကျင့်နေကြမလို့တော့ဘူးကိုတော်ချင်းနေလွတ်ရနေပြီဘီလေးဆိုတာကိုကြမင်းအဲ့ဒါတချင်းဆိုတာလားကိုကြီးကျော်မင်းတငယ်ချင်းအမှန်နဲ့လမ်းခေါ်နေအော်ငါ melody ဆိုရင်မပီဘူးလေအားကြောင့်မလို့ငါကိုကြီးကျော်ဒက်ကီးနဲ့ကိလိုက်တာ melody နဲ့ melody MOALING melody အော် MOK ဝိုင် melody ကွာ MOK ဝိုင်မင်း လေဘာလို့ပြောတာလဲ โอเคပါအဲ့ဒါထားလိုက်စမ်းပါဒီမှာတချင်းချင်းနေစရာမလိုတော့ဘူးအဲ့အိုင်တော့ကြရင်လေကိုအမတိုင်းလေ မလေးရှင့်အမတိုင်ရှင့်အမကိုရှင့်မရက်ခိုင်းလိုက်တော့ ဟာကိုမကိုရက်ချင်တာမဟုတ်မင်းဖေကိုရက်ချင်နေတာ တီးရလေရှင့်မနှုတ်တီးအဲ့လိုဖြစ်နေတယ်အဲ့လိုပြပြရက်ချင်တယ်ကျွန်တော်တီးရတယ် ဘာလို့ပြောနေရလဲကွာ ဟိုတို့ဖြစ်ခဲ့တာတွေလေတယောက်နဲ့တယောက်မေ့ထားပြီးတော့ငါအကူကြီးတစ်ခုတော့ပေးပါလား ဘာလဲပြော မင်းမငါ့ကိုရက်ပေးပါ ပြောင်းနေအောင်လို့ဟာမင်းမရင်လိုက်ဟဲ့ ဒီမှာရှင့်တို့အားလုံးရှင်းတော့ကြွမယ်ရှင်နဲ့ရှင်ကသူ့ကိုရက်ရှင်ကသူ့ကိုရက်အဲ့မှာနှစ်ယောက်ရက်ကြ အေးလာပြီဘီလေကိုကြီး ဘာဖြစ်နေလဲငါကြားတယ်မသားရဲ့နော်နင်းအဲ့မျက်ခွက်နဲ့အဲ့အတန်ပြာနဲ့အဲ့စကလုံးနဲ့တွဲလိုက်ယွန်စရာကောင်းလို့ငါမထူးတာသူဟာမှန်းကိုမသိဘူး ဟိုဘယ်လိုလုပ်ကြမလဲလို့ ဘာဘယ်လိုလုပ်ရမှာတော့ ဟုတ်တယ်ဒီပုံစံတိုင်းဆိုရင်လေဘယ်တိုင်ရမှဒီလေးကိုရက်ပေးမှာမဟုတ်ရက်တစ်လုံးမှလည်းရမှာမဟုတ်အဲ့တော့ကျွန်တော်ကတော့လေအစိုးမကျင့်တော့အငိုပဲကျင့်တော့မယ်အဲ့ဒါမှအားလုံးတနာမှာ ပြန်ရမပြန်ရလေစိတ်ကရှော့နေငါလိုနေစမ်းမှာငါဆိုရင်ယုံကြည်မှုအပြည့်ရှိတယ်ဒီပြိုင်ပွဲမှာငါပဲပထမရရမှာ
အေးတကယ်လို့ခြေကျော်လက်ကျော်ဖြစ်ပြီးမရခင်လည်းငါအဲ့ပွဲကိုဖျက်မယ် ကိုကြီးအဲ့ဒါဆိုအဲ့ပွဲအခုတည်းကဖျက်ထားပါလား ဘာဖြစ်လို့လဲ ဟာကိုကြီးကကောင်းမှမကောင်းတာမရနိုင်ဘူး မိုက်တိုင်းလာကြီးလားဟေ့မင်းတို့ပြိုင်ပွဲကိုပဲဖိုးကတ်ထားစမ်းပါပြိုင်ပွဲကိုပဲအာယုံစိုက်စမ်းပါကွာ ကဲဘာကိုအာယုံစိုက်နေကြလဲငါသားတို့ရဲ့ ပြိုင်ပွဲပါမီ ဟုတ်တယ်မင်းတိုင်ပွဲမှာလေအမေလင်ရသားတို့ရက်ပေးမှာမဟုတ်ဘူး သားလေးဘာပြောလိုက်တယ် ဒီတိုင်ပွဲမှာလို့အမေလင်ရသားတို့တွေကိုရက်ပေးမှာမဟုတ်ဘူးလို့ တားနဲ့မင်းဘသူ့ကိုပြောတယ် တော့ချစ်စု ငါအဲ့မဲမယူယူစရာလားနေရလေတနစ်တခြားနေဖင်နဲ့တူတော့မဲ့တဲ့နေတာမဲ့တဲ့နေတာ အမေရဲ့အဖေကြောင့်မပြောပါနဲ့အဖေကြောင့်ပြောလို့ရှင်လေသွားလေသူအဖေကိုငပြောကြောတိတ်တရိရတာ ကဲတော့စားပါဟဲ့အဲ့ဒီပြောမနေနဲ့ဒီမှာပြိုင်ပွဲအတွက်ကလေဘသူ့ဟိုမှာလဲခရဆရာမလို့ဘသူ့ဟိုမှာလဲအောက်ကျုပ်ဆရာမလို့ဘသူ့ဟိုမှာလဲသွားပြီးတော့ဖားနေဆရာမလို့ဒီမှာအမေကတော့အားလုံးပြင်ဆင်ထားတယ် အမေဘာပြင်စင်ထားလဲ သေမဲနေထိပြင်ဆင်ထားတယ် ဖဲတို့တွေလည်းဝယ်ထားတယ် စီတွေလည်းဝယ်ထားတယ်ဘုန်းကြီးတွေတော့မေးပြီးပြီ အားလုံးကောတယ်ဟဲ့ဘာတွေပြောလဲဖတ်မယ်ဒီမှာအမေပြင်ထားတာ ဟင်အဲ့ဒါဘာကြီးလဲမေ အမေအိုး မေးမေးဟိုကဟဲရီကိတ်နေတော့ရ ဟေးကောင် ရောကနေအဲ့လိုကြီးအဲ့လိုပြောရမယ် ဒီမှာမဟုတ်ပါဘူးဒီစင်အိုးရအမေကျင့်မလို့ အမေအမေဦးတော်ကြီးမရက်တာနဲ့ဒီစင်ကိုကြီးနဲ့ကြည့်မလို့ မဟုတ်ပါဘူးသားရဲ့ ဟဲ့လေမဟုတ်လေအမေဒါရောမိုက်ကြီးလို့လုပ်ပြီးတော့ဘယ်လိုလက်နဲ့ခိုင်းမလဲ မဟုတ်ဘူးအမေရှင်းပြမယ်နိုင်ငံကျော်အစိုးရကြီးဒေါ်မမအေးရဘယ်လိုကျင့်လဲဆိုရင်ပြားရည်နဲ့ချင်းနဲ့စားပြီးတော့ဒီစင်အိုးကြီးထဲမှာခေါင်းကြီးဝင်တာအဲ့လိုအော်ရအတန် စီအို ကျင့် ထဲမှာခေါင်းဝင်ပြီးတော့អော်တာ အတန်ကျင့်တာသူကကဘာကြီးတော့ကြော်သွားတယ်အဲ့တော့အမေကဒီမှာကျင့်လိုက်တဲ့ခါတော့ရွာတွေမဟုတ်ကဘာကြော်နေကြော်အကုန်ကြော်အောင်အမေကျင့်မယ်ဒါကြီးနဲ့ကျင့်မယ်ဒီမှာသားလေးအမေကျင့်ပြမယ်အမေပြည့်သားကျင့် ဟုတ်ကဲ့အမေ ဒီမှာနော်ဒီလိုအတန်ထွက်တာချင်းမတူဘူးတွေ့လားစူးပြီးတော့ထွက်တာလေ အဲကိုတယ်လည်းပါ အေးနမနည်းနည်းလေးလောက်လာရော ဟုတ်ပြီနည်းလေးအသက်လေးကိုအမေဘာဖြစ်လာလဲဘယ်လိုလုပ်မလဲကိုကြီးအမေဒုက္ခရောက်နေဘယ်လိုလုပ်မလဲ ဟိုဘက်ရွာကိုသွားအကူညီတောင်းမှဖြစ်မှာပေါ့ ဒီပိုင်း Grace ဆိုဒီပိုင်းချင်းနဲ့ဝင်ပြိုင်မဲ့ဖေရနော်ဖေနော်တခြားညီမ မြန်မာတန်နဲ့ဆိုပါ ညီမတန်လေးဒီပိုင်းနဲ့ညီမတန်လေးဖေ อ๋อ ဘာကြီးပြောနေကြလေ ဟေးတို့တည်းကျဟုတ်အော်မမလာထိုင်ပါမမရဲ့ ဟောဝရီပြောင်းနေသွားတယ် အော် နော် မမရဲ့အစားလေးမသိမမအသက်ငယ်ငယ်လေးဆိုနောက်မှသိတော့အခုမှအဲ့ဒါကြောင့်မမလို့ရေးခေါ်လိုက်တာ ပြိုင်ပွဲမျက်နှာလေးတော်တော်ကြီးပါလားနော်အဲ့ဒီနေ့အကုန်လုံးပြောင်းကုန်မဟုတ်ပါဘူးလို့ထင်ပါလေလက်ဖက်လေးသုံးဆောင်အောင်ဟုတ်ရောစားပါအောင်စီမများအောင်နော်မပေါ့စီနည်းနည်းလေးတော့ဖေဖေရတယ်ဒိတ်က body weight ထိန်းတာဆိုတော့သိတယ်ဒါကြောင့်ဒီခန္ဓာကိုယ်မျိုးလေးနဲ့လှလှပပဖြစ်နေတော့တော့တင်းတင်းကိတ်နေတာသိတယ်အမရင်လေးသုံးဆောင်မအောင်ပူအောင်မယ်နော်မှုတ်ပေးလိုက်အောင်ရလာပဲခနဲ့မေးအောင်မယ် မေးပါ date style မဲ့ အရမ်းမိုက်တာပဲအယောင်ဆက်ထားတဲ့ကာလာလေးရောပြည့်တယ်အော်တားလိုက်တာအရမ်းဟုတ်လားဟုတ်တယ် ဒီကတော့ mini fashion ဆို အော်အဲ့ဟာလေဟိုမျက်စိနဲ့ဖုံနေတာမျက်စိမှောက်ပြီးတော့ပြောနိုင်ပြီတာဟုတ်တယ် မမအသက်ကြီးပြီဆိုတော့လည်းဝါတယ်လေသူကလည်းဝါတာဖြစ်တော့အဲ့လိုကြောင်ယောက်ျားတွေပြောတတ်တယ်အမှန်တကယ်တော့မမအရန်ဟုတ်လား fashion ဆိုတမီးဆိုအားကြလုံးလို့လေလိုက်ဝတ်မလို့အဲ့လို update ဖြစ်တာရောအရန်ကြိုက်တာမလေးမျက်နှာလေးကနုပြိုပြီးတော့လေပရိထွန်းတာတော့မရှိဘူးလေဆက်ရှင်တဲ့သမီးလေးကြားနေအောင်အချစ်စရာလေနည်းနည်းတော့များသွားပြီချစ်လေဟုတ်လားတော့မလေးအမှန်တိုင်းပြောတော့ ဟိုဒါနဲ့ဒီနေ့လိုင်းကိစ္စလေးပြောပါအောင်ခင်ဗျ ဟိုဒီနားလေးကိစ္စလေးဟိုပြိုင်ပွဲကိစ္စပြောမလို့ဟုတ်တယ်ကိစ္စဟုတ်ကဲ့နားတော့ပါကိစ္စနားတော့မပြောရဘူးမရေ ရေးကြည့်တယ်ပြိုင်ပွဲကိစ္စ ပြိုင်ပွဲအကြောင်းလေးပြောတာတော့ပြောမယ်လေလောလောဆယ် coffee တစ်ခွက်လောက်ကော်ဖီပြောပေးမယ်ဖေဖေသမီးပြောရန်ကောင်းတယ် ကော်ဖီလေးခါကားလေး ဟုတ်ပါဘူးညီမလေးပြောတော့ညီမလေးပြောတော့ဘာချားမထင်နဲ့နော် no sugar ပါ no sugar ပါတိကျတော့သမီးပြောမယ်ခဏလေးတော့ ဒီကပေါင်းပြောလိုက်ကွယ် ကျမလာတာပြိုင်ပွဲကိစ္စလာတာမဟုတ်ဘူးရှင်နဲ့ချစ်စုကိုအကူအညီပေးခြင်းလို့လာတာ မိုက်ခဲရွာ idea ပြတဲ့ဒီမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အစီအစဉ်တစ်ဆက်ပေးမယ်ကြေချအောင်ပဲဖြစ်ပါတယ်ခင်ဗျာ
ပထမဆုံးအနေနဲ့မိုက်ခဲရွာ idea ရဲ့ဒိုင်း3ယောက်နဲ့မိတ်ဆက်ပေးချင်ပါတယ်ကဲလမ်းသားဖရှင်နဲ့ဒိုင်း3ယောက်ကိုတင်လို့ဖိတ်ခေါ်ပါခင်ဗျာ welcome ပထမဆုံးမိတ်ဆက်ပေးချင်တာကတော့အန်တီဒေးကျေးပြပါခင်ဗျာမြန်မာကောင်အကျန်းပိုင်တဲ့ဦးတော်ကြီးပြောခင်ဗျာကျမ်းမောင်းများစွာကိုနားထောင်လေးရှိတဲ့ချင်းချစ်သူအဲဒီချစ်သူပဲဖြစ်ပါတယ်အကျန်းပါရဲ့ဟေးအခုချိန်ကစပြီးတော့မိုက်ခဲရွာ idea ပွဲကိုစတင်တော့ကျင်းညာပါခင်ဗျာကျမဆိုရှင်တိုင်းနဲ့ရှင်းရရတော့လောင်းနေပဲကြည့်နေပါကျေးဇူးဖြင့်စလိုက်ပါပြီဟုတ်ကဲ့ yeah ဒီနေပဲကြည့်နေပါဒီကောက်ချင်းဒီလောက်နဲ့ပဲကျင်납ပါတယ်ဒါပဲလားဟုတ်ပါပဲဟာဒီကောက်ကိုဓာတ်မကမျောလင့်ထားပါတယ်ရှင်းဆက်လည်းမစိုးဘူးအဲ့လိုဆိုရင်တော့ဒီချိန်မှာနိုးပါဒီကောက်နိုးပါနိုးကျမလည်းနိုးပါโอเคပါဒီဇိုင်နာမိကောက်ကိုတော့ဒိုင်း3ယောက်ကတော့လိုပါတယ်โอเคပါကျွန်တော်တို့ဆက်လက်ရှင်မဲ့နောက်တစ်ယောက်ကိုမခေါ်သေးပါကျွန်တော်ခဏနေပြောပြမယ်ရပါတယ်โอเคပါရောက်ကိုပြီးွားမယ်အဲ့ကိုကျွန်တော်မိုက်ခဲရွာ idea ဘယ်ကိုရှင်နေနောက်တစ်ယောက်ကတော့ကျွန်တော်တို့ရွာမှာအရက်အရှိဆုံးနဲ့ဗလာအကြီးဆုံးဆိုလူတစ်ယောက်တည်းပဲရှိရပါအဲ့ဒီကတော့ Mr. Lamba လမ်းမဒီလိုကအရန်ကောင်းပါရဲ့ဗျာအဲ့တော့ Mr. လမ်းမရဲ့ဒီဆိုခပင်ကိုဒိုင်း3ယောက်နဲ့တော့မယ်ကိုစောင့်ကြည့်ပါအောင်နော်โอเคဒီပြပါအောင် Mr. Lamba တချင်းဆိုပြန်ပွဲလာပါဆိုတာတချင်းမဆိုဘဲနဲ့ဘာတွေများညွတ်နေတာဒီတွေတရတွေညွတ်နေတာပဲကြားရတယ်ကွာဩโอเคဒီလိုရှိပါတယ်ခင်ဗျာဟုတ်သူကဒီရွာမှာစကားပြောတယ်ခင်ဗျာမျိုးကိုအရင် crazy ကျတော့တာသူကရောက်ကြည့်နေဟုတ်ပြီဟုတ်သားပဲ Mr. Lamba မင်းရဲ့တရုပ်ဆောင်မှုဒီဆိုမှုအတန်နေအတန်သားကပြိတ္တကိုတော့ဆွဲဆောင်မှုအများကြီးမြင်ရပါတယ်အဲ့တော့မင်းကိုနောက်တစ်ဆင့် chance ပေးလိုက်ပါမယ်အန်ကေက yes ပါ wow yes ပါ wow ကျမတို့ yes ပါ wow ဒီကံကောင်းပါကွယ်ရှိပြီကိုဖိတ်ခေါ်ပါနဲ့ကျွန်တော်ဒီတစ်ချင်းဆိုတိုင်ဝဲကျွန်တော်မစိုးဖြစ်တော့ဘူးလို့ထင်တာလား မစိုးပါနဲ့မစိုးပါနဲ့စဉ်းစားတော့ကြောက်လားဆိုလေမျိုး yes no ကျွန်တော် yes or no လေးပဲပြောပေးပါ no no တို့တပိတ်ကဘယ်လောက်လဲ စဉ်းလိုက်တော့ဟုတ်ပါဘူး说吧，说吧，亲没有一秒没。ရပြီ
ဆိုစရာမလိုတော့ဘူးအန်ကေကတော့ yes ပါ ချစ်ဖို့ဆိုရဘလို့ yes ပြရတယ် အော်ဒါကျုပ်ရဲ့သမီးလေဒီက yes ဘာလဲ yes ပါ ဟေးသူတတိကြတော့မစုံမနဲ့ရက်တယ် ဒီကတော့လောပါ အဲ့တော့စီးကျွန်တော်တို့ရောဂါရဲ့Rock and roll! Paleta! Raise G! ကျေးဇူးပြုတော့အားလုံးပဲမတ်တက်ရက်ပြလို့ရမလားရပါတယ်မရက်ရင်ရပါတယ်နော်ကျွန်တော်တနာမခေါ်ပဲထိုင်လူတယောက်ရှိပါတယ်လူတော့စစ်ပြူမတန်နဲ့မဖုံးလို့ပြောနေတယ်လားရောကမန်ဆိုတော့ကိုယ်တိုင်တီးပြီးတော့ကာလောင်ကြီးဖွင့်ပြီးတော့ပလေးပဲဆိုပါမယ်ရပါပြီကိုယ် ရပါပြီကျွန်တော်ပါလို့ အန်ကေက no ပါโอเคပါဆလရှင်ကိုလက်ကြတဲ့သူကတော့ဒေးဗစ်ကျမဖြစ်ပါတယ် ရလိုက်ပါဒါတစ်ချင်းစုံပြိုင်ပွဲကွာဒေးဗစ်ကဘယ်နဲ့လို့လာပြီးတော့ဗစက်ကနေအီးတွေပေါက်ပြီးပေါက်လေအန်ကေကတော့ no ပါ no မောင်လေးဒီကတော့ yes ပါ မမတော့မောင်လေးကို yes ပါ ကျွန်တော်ငယ်လို့ရှက်တယ်ကဲသူတွေပါပြောနေပဲအာဝါโอเคကြောင်ပါပြီโอเคမင်းတို့စတဲ့လေးကိုရောက်ဖာလိုက်ပါဘူပါဘူပါဟာသူ့စမားလေးဒီလိုမှာကိုကြီးကြော်ချင်းတယ်လို့ โอ้မစောနဲ့ပြီးပြီးကိုကရက်ပြီးရက်ကိုကြီးကြော်အမေရဲ့ကိုကြီးကြော်ရပြီပြီပါအာတအားကောင်းတာပဲဟုတ်တာတက်တယ်ကောင်းဟောအရာမောင်းဟောဟုတ်ကဲ့ဟောအထရရှင်ဟောပြိတ္တာကိုအားဆွဲဆောင်မှုရှိတာပဲ yes ပါ yes ဒီပါတည်း yes ဒီကလည်း yes ပါ wow 2 yes ဒီကလေးကျမတော့ no ပါ အဲ့ဘောင်းနဲ့သေးတော့ဘောမတူ no ရတယ် no ပါ rubber စီရဒီပါလေကျွန်တော်ဆိုတဲ့ရှင်းလေးကိုနားတော့ကြည့်လိုက်အောင်အိတ်စိန်တွေတွေ့သွားပဲဒီရဘာစီကိုဆိုင်တိုင်းဆိုပဲတရှင်းလေကြိုင်ရပြောโอเคသာပါလေဗျာโอเคကြိုင်ကာလာစီလာလေကြိုင်ရပြော come on
ဒါဆိုရင်အန်ကယ်ကတော့လေစင်ပေါ်မှာဖြူရွှေရွှေကြီးပဲတွေ့တယ်ဘလုံးကြီးတော့အဲ့လိုနော်ဖြူရွှေရွှေကြီးဘလုံးကြီးပေါ့တိတ်ချောတယ်ဟုတ်လားဆွဲဆောင်ဖို့မရှိဘူးကွာအန်ကယ်ကတော့ no ပါYes ပါ Yes yes ပါတော့ Yes ပါ တော်တယ် ဟုတ်ကဲ့ပါ ဦးတော်ကြီးအမေရဲ့တော့ဝတော့ no ပဲတော့ no one want to work မိုက်ကလေးပါအိုင်ဒီပရိသတ်ကြီးမင်္ဂလာညချမ်းလေးပါခင်ဗျာ မင်္ဂလာပါ အခုဆိုရင်မိုက်ကလေးပါအိုင်ဒီဝင်းနာစုကိုကျင်ညာတော့ဖြစ်ပါတယ်ခင်ဗျာမိုက်ကလေးပါအိုင်ဒီဝင်းနာစုဘယ်သူဖြစ်လဲထင်လဲမလဲကြီး RAP Hip Hop ဟုတ်ကဲ့ပါကျွန်တော်လည်းအတူတူရှေ့ကုန်နေတယ်မလို့ထင်ပါတယ်မိုက်ကလေးပါအိုင်ဒီဝင်းနာစုသူလိုက်မသိတော့ပါသူလည်းဆိုပြောလိုက်ပါဦးအော်မသိပါဘူးကျွန်တော်ဟုတ်ကဲ့ပါဟိုကျွန်တော်မီးလေးပိတ်ပြလို့ရမှာမီးပိတ်လိုက်တော့ဖတ်မလဲမမြင်ရတော့ဘူးလေရက်သွားတော့ဦးလို့လားဟုတ်ကဲ့ဟုတ်ကဲ့လောနေနိုင်ရေးဖိတ်ဆောင်မြန်ဖတ်ဟုတ်ကဲ့ပါမိုက်ကယ်ပါအိုင်ဒန်ဝင်းနာဆိုမစ္စတာလာဘာဒီမာရေလာဘာ连包这个ပေးထားတာ တဲ့တဲ့ချစ်စီသူတို့ရှိုးရှက်ကနေတော့ကိုလေးကြအောင်ပြေးကြအောင်